ဘုန်းကြီးတို့ရဲ့မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့အတိုင်းပဲကံကံ၏အကျိုးဆိုတဲ့တရားအကြောင်းရှိလို့အကျိုးဖြစ်တယ်ဆိုတဲ့တရားဒါကိုအမြဲတမ်းဆင်ခြင်မယ်ဆိုလို့ရှိရင်ဆင်ရတာပဲကြုံကိုယ်ကွင်းမှုတွေပေါင်းစည်းမှုတွေဘလို့အရာတွေနဲ့ပဲတွေ့မတုံမလုပ်ပဲနဲ့နေနိုင်အောင်ကြိုးစားသွားဖို့ပဲလိုတယ်ဆိုတာပထမဦးဆုံးပြောထားခြင်းလေတချို့ကတစ်သက်လုံးအတိုင်းအတာအဖြစ်ဥမကွဲတိုက်မပြတ်မိသားစုတွေနေသွားနိုင်ကြတယ်ပြောပါနေသွားဖို့ကံပါလာတယ်တချို့ကကံပါမလာဘူးငယ်ဘဝတည်းကအဖေဆုံးသွားရတာနဲ့အမေဆုံးသွားရတာနဲ့ဆွေမျိုးတွေဆုံးသွားရတာနဲ့ဒါမျိုးတွေကြုံပြီးတော့တယောက်တည်းရက်တည်ရတဲ့သူတွေလောကမှာအများကြီးရှိတယ်အဲ့တော့မိသားစုကံမကောင်းတဲ့သူတွေဆိုရင်ဖြစ်တတ်တဲ့သဘာဝကတော့စိတ်အားငယ်တတ်တယ်တကူကူဖြစ်လာရင်သူကဝမ်းနည်းလွယ်တယ်ဒါပေမဲ့အဲ့ဒီအတိုင်းပဲဆက်ပြီးတော့သွားမလားဆိုတော့လည်းသွားလို့မရဘူးဘဝဆိုတာရှိနေတဲ့အတွက်ကြောင့်ဘဝဝင်ခန္ဓာဝင်ဆက်ပြီးထမ်းရအောင်ပါပဲဒီတော့ရင့်ကျက်ဖို့လိုတယ်ဘုန်းကြီးတို့တွေဆိုရင်6တန်းလောက်တည်းကအဖေနဲ့မနေရတော့ဘူး9တန်းလောက်ကြတော့ပထွေရပြန်ရောဒီလိုနဲ့ပဲတစ်သက်လုံးနောက်ပိုင်းကျမိဘတွေနဲ့အဝေးကြီးမှနေတယ်ကိုလိုတဲ့ပညာရက်တွေကိုရှာဖွေတယ်နောက်ဆုံးမိဘတွေအကုန်လုံးကိုမရှိခင်မှာဆုံးသွားကြတာကြီးပဲဘသူအားသူပါမှလည်းမမေ့ဘူးအခုလက်ရှိချိန်မှာလည်းပဲဆွေမျိုးတွေနဲ့နေနေတာမဟုတ်အဲ့တော့ရက်တီတော့လဲတူတည်းပဲရက်တီနေတာအဲ့တော့တယောက်တည်းနေရလို့ဆိုပြီးတော့မိသားစုနဲ့အတူမနေရလို့ဆိုပြီးတော့ဝမ်းနဲ့တက်တဲ့သူတွေအတွက်ပြောချင်တာကကိုအသက်ရှင်နေတဲ့အချိန်မှာကိုကျင်လဲရပတ်ဝန်းကျင်မှာတန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်နေအောင်ကြိုးစားဖို့ပဲလိုတယ်ရှင်ကွဲခြင်းတို့တေကွဲခြင်းတို့ဆိုတာဘဝရှိရင်ကြုံကိုကြုံမဲ့အရာဒီနေ့မကြုံသေးရင်နောက်နေ့ကြုံရတာပဲအဲ့တော့ဆိုတော့ဒါတွေအလုံးဟာခန္ဓာရလာကြတဲ့ကိုကဒုက္ခတရားတွေဆိုတာကြုံရမယ့်အရာတွေပဲဖြစ်တဲ့အတွက်တွေးပြီးတော့ဝမ်းမနေပါနဲ့အဲ့ဒီလိုမိသားစုကံမကောင်းတဲ့သူတွေလောကမှာအများကြီးရှိတယ်ကိုတယောက်တည်းမဟုတ်ဘူးလို့အားတင်းပြီးရင်ခဏတွေးပြီးတော့ဝမ်းနေတာမျိုးမလုပ်နဲ့ဘာမှအကျိုးမရှိဘူးတရားတကြီးဆောက်ဆိုတဲ့အတိုင်းပဲရောက်တဲ့နေရာမှာကိုယ်နဲ့ပေါင်းသင်းမိတဲ့သူတွေနဲ့ဆွေမျိုးလိုသဘောထားပြီးမေတ္တာပေးနားလည်မှုတွေပေးပြီးတော့ဆက်ပြီးတော့ရှင်းသန်တစိမ့်ကလည်းအမျိုးတက်ကောင်းတာတွေအများကြီးရှိပါတယ်ဒီလိုဆိုတော့မိသားစုနဲ့အတူမနေရပါပဲမိသားစုလိုမျိုးမေတ္တာပေးနိုင်တဲ့သူတွေနဲ့တွေ့ပါလိမ့်မယ်ဘုန်းကြီးတို့ဘဝလည်းဒီအတိုင်းပဲကြော်ဖြတ်နေရတာပဲအဲ့တော့မိသားစုဆိုတာဘယ်စီနေမှန်းတော့မသိတော့တဲ့အနေအထားမျိုးရောက်နေပေမဲ့ကိုယ်အနေနာမှာရှိတဲ့သူတွေကိုမေတ္တာပေးတော့မိသားစုကြီးလိုပဲပြန်ခံစားပြီးနေရတာပါပဲသစိမ်းတွေဆိုပေမဲ့မိသားစုတွေဖြစ်နေတာပါပဲအဲ့တော့ကံပါရာလူအချင်းချင်းပဲအတူတူနေလို့ရကြတာဖြစ်တဲ့အတွက်ကြောင့်တွေးပြီးတော့ဝမ်းမနေနဲ့ကိုမိဘနဲ့အတူမနေရလို့ညီကိုမောင်နှမတွေနဲ့အတူမနေရလို့စသည်ဖြင့်ဝမ်းနေနေမဲ့အစားကိုဘဝအတွက်အနှစ်ရှိမဲ့အရာတွေကိုရွေးလှုပ်သွားပြီးတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်သာအမြဲကြိုးစားနေရင်နေပြောသွားလိမ့်မယ်ဝမ်းနေမှုတွေကိုမေ့ပျောက်ထားနိုင်လိမ့်မယ်အဲ့ဒီလိုဆွေမရှိမျိုးမရှိမိဝေးဖဝေးဆိုတာဘလောက်ဆိုးသွမ်းတယ်ဘလောက်ခံစားရတာနာကြီးစရာကောင်းတယ်လေဆိုတာကိုဘုန်းကြီးတို့တွေကကိုယ်တိုင်ခံစားထားတော့သိတယ်ဒါပေမဲ့ဒီနေ့ဘုန်းကြီးတို့တွေရက်တည်နေတာပဲမတုံမလုဖြစ်လာအောင်လို့ရင့်ကျက်လာအောင်လို့ကျင့်ယူရတာကြိုးစားယူရတာပဲအမြဲတမ်းသဘောတွေအပန်းပန်းဆင်ခြင်ရတယ်ဖြစ်တတ်တဲ့သဘာဝတွေကိုအပန်းပန်းဆင်ခြင်ရတယ်ဘဝရှိလို့ဒုက္ခတွေရှိနေတာကိုဆင်ခြင်ရတယ်ကိုတယောက်တည်းမဟုတ်ပဲလောကမှာကိုလိုလူတွေအများကြီးပဲကိုတဲ့ဆိုးတဲ့သူတွေလည်းအများကြီးပါပဲလားလို့ကိုတဲ့နှိမ့်တာတွေကိုပြန်ကြည့်ပြီးတော့ဖြေဖြောက်ရတယ်နောက်ဆုံးတော့အခုရက်တည်နေတဲ့ပတ်ဝန်းကျင်မှာတန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်နေဖို့ပဲလိုတာအဲ့တော့တ
ယောက်တည်းမလို့လဲဝမ်းမနေနဲ့ဆွေမျိုးဝေးလို့လဲဝမ်းမနေနဲ့ကံပါရင်ပြန်တွေ့မယ်ကံမပါလို့မဆောင်နိုင်တာကိုလဲတွေးပြီးတော့ဝမ်းမနေနဲ့လက်ရှိအချိန်ကိုသာတန်ဖိုးအရှိဆုံးအချိန်ဖြစ်အောင်နေထိုင်ကိုယ့်အတွက်အနှစ်ပါမဲ့အရာတွေကိုများများလုပ်နိုင်အောင်ကြိုးစားပို့ပြီးတော့ကြန့်ခိုင်လောက်အောင်လုပ်တရားဘာဝနာများများပွားအမှန်တရားကိုများများဆင်ခြင်အဲ့ဒီအခါမှာပို့ပြီးရင့်ကျက်လာမယ်ပို့ပြီးတော့တမာရီတွေရလာမယ်ပို့ပြီးတော့တတ္တိတွေရှိလာမယ်အဲ့တော့တယောက်တည်းနေပေမဲ့တတ္တိရှိစွာဒီကြည်စွာနဲ့ဘဝခရီးဆက်ရှောင်နေတဲ့သူတွေလောကမှာအများကြီးရှိပါတယ်လို့မိသားစုနဲ့အတူမနေရပေမဲ့တယောက်တည်းလည်းပဲရှင်သန်နေတဲ့သူတွေအများကြီးမှအများကြီးရှိပါတယ်လို့ပြောပြီးတော့အားပေးပါတယ်တတ္တဝါဆိုတာကတော့ဒီအတ္တပါလာတာပဲတရားမမြင်ခင်ကာလမှာငါအတွက်ပဲငါဒီစိတ်အမြဲရှိကြတယ်ငါအတွက်ငါစားဖို့ငါအောင်မြင်ဖို့အဲ့ဒီစိတ်ကနေပြီးတော့ဒီအတ္တစိတ်ကနေပြီးသူတော်ကောင်းစိတ်ကိန်းလာမယ်အချိန်ကြလို့ရှိရင်ပရစိတ်ပေါ့နော်ပရအကျိုးကိုစဉ်းစားတဲ့စိတ်ဖြစ်လာရင့်ကျက်လာတဲ့အခါကျရင်ဘဝကိုအဓိပ္ပာယ်ရှိတဲ့ဘဝနဲ့ရင်ကြော်ဖြတ်ချင်လာတယ်နောက်နိဗ္ဗာန်ရဲ့အကြောင်းဖြစ်စေဖို့အလုပ်တွေလုပ်ချင်လာတယ်ဒီအခါမှာပရအကျိုးအတွက်စဉ်းစားလာတယ်သူတစ်ပါးအကျိုးအတွက်စဉ်းစားပြီးဆိုလို့ရှိရင်ပထမဦးဆုံးမေတ္တာကိန်းနေရအဲ့တော့ကိုယ်အတ္တကိုလည်းလျှော့ထားကိုယ်ကျိုးများများအတွက်သူကသူများအတွက်သူစဉ်းစားပေးလို့မရဘူးဘာကြောင့်အတ္တတအားဖုံးလွှမ်းနေတာကိုအတ္တတအားဖုံးလွှမ်းနေတဲ့အချိန်ကြတော့သူတစ်ပါးကိုမြင်ကုန်မမြင်တာအဲ့ဒါသူတို့အမှားမဟုတ်အတ္တတအားများနေတော့ဒီတော့ငါရရင်ငါဘယ်လောက်ရမယ်ငါဘယ်လောက်မြတ်မယ်ဆိုတဲ့အရာသာစဉ်းစားနေတော့ကိုအကျိုးယူလိုက်တဲ့အတွက်ကြောင့်တစ်ဖက်သူများနစ်နာသွားမလားလို့မေတ္တာထားလို့မရဘူးအဲ့တော့ဒီအတ္တကိုလျှော့ချကိုအတ္တကိုလျှော့ချကိုအတ္တကိုမြင်အောင်ကြည့်ငါတကူကောင်းဆန်နေသလားငါအတ္တတွေများနေသလားကိုဘာသာကိုပဲပြန်ပြီးတော့ကြည့်တရားကျင့်တယ်ဆိုတာကိုအဲ့ဒီလိုပြန်ကြည့်တာကိုပြန်မြင်တဲ့သူဟာဒါတရားမြင်တဲ့သူပဲကိုတန်တမှာဘယ်တရားကများနေတာလဲအကုသိုလ်များနေတာလားကုသိုလ်များနေတာလားသူမြင်တယ်လောဘများနေတာလားတရားစိတ်များနေတာလားသူမြင်တယ်အဲ့တော့အညိုတေးများနေတာလားသို့မဟုတ်ခွင့်လွတ်စိတ်တွေများနေတာလားမြင်ပါတယ်မမြင်ပဲမရှိဘူးရှင်းကျက်လာတဲ့အခါကျသိလာတော့အခါကျတော့ကို့မှာအတ္တတွေကြီးနေပြီဆိုရင်ဘေးလူတွေလောင်တယ်မသိမသာနဲ့ကိုကတော့မသိဘူးငါစားဖို့ငါရဖို့လှုပ်လိုက်တာပဲပါလေးလှုပ်လိုက်တာပဲဒါပေမဲ့ခံရတဲ့သူကသိတယ်အတ္တကြီးတဲ့သူအနားမှာနေတဲ့သူတွေကလောင်ကိုလောင်တာဘာကြောင့်သူတို့ရဲ့အကျိုးလေးတွေပဲ့ပါသွားတာ哦လူတိုင်းဒီကို့အကျိုးကိုတော့ကြည်နေကြတာကြီးပဲရနေရင်တော့မသိတာနည်းနည်းယော့သွားတယ်ခံလိုက်ရတယ်ဆိုရင်သိကြတာကြီးပဲဒါကြောင့်ကို့ကြောင့်ဘေးလူပူလောင်တယ်အတ္တကြီးနေတဲ့အခါဘေးလူတွေကိုဒုက္ခရောက်စေတယ်ကိုယ်နဲ့ပတ်သက်တဲ့လူကိုယ်အတိုင်းဝိုင်းကလူတယောက်အတ္တကြီးမှုကြောင့်အကုန်လုံးလူများစွာဒုက္ခရောက်ရတတ်တယ်သူတော်ကောင်းတွေပဲဖြစ်နေပါစေအောင်တော့အတ္တကြီးတဲ့သူတယောက်ကြောင့်သူတော်ကောင်းတွေပါခံရတတ်တယ်ဘာကြောင့်လဲဆိုတော့အတ္တကြီးတဲ့သူလှုပ်တဲ့အလုပ်တွေကအကုန်လုံးလောင်စေဖို့ကြီးပဲကိုဒီလိုဆိုတော့ကိုယ်အတ္တကိုမြင်အောင်ကြည့်ကိုယ်အချင်းချင်းလူနည်းစုလေးနဲ့ပဲကိုနေမယ်ဆိုလေဒါဖရာတရားတော်အရာဆိုနေလို့ရတာတယောက်တည်းနေမယ်ဆိုလည်းနေလို့ရတာကိုတန်ရောစင်ပြတ်ဖို့ပဲလိုတာအဲ့လိုတယောက်တည်းနေဖို့ကြိုးစားပြီးဆိုလို့ရှိရင်လည်းအတ္တကျိုးမကြည့်တော့ပဲနဲ့ပရအကျိုးအများအေးချမ်းစေဖို့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာလည်းဒီအတိုင်းပဲတရားကျင့်တယ်ဆိုတာလည်းဒီအတိုင်းပဲကိုကတရားကျင့်တယ်ကိုမှတမာတိရှိတယ်ဆိုကိုလှူတယ်တန်းတဲ့သူစသည်ဖြင့်ကိုနဲ့ပတ်သက်လို့ဆက်ဆံရတဲ့သူတွေမှာကုသိုလ်ရတယ်အဲ့တော့သူတို့ကုသိုလ်ရပါစေဆိုတဲ့စိတ်မျိုးနဲ့ဆိုတော့သူတို့အကျိုးအတွက်ကိုကြည့်ပြီးတော့လှုပ်တော့တာကိုမှလောဘနည်းလေဒေါသနည်းလေမောဟနည်းလေကိုနဲ့ပတ်သက်တဲ့သူတွေမှာအကျိုးများလေကိုအတ္တနည်းလေကိုပတ်ဝန်းကျင်အကျိုးများလေဒီလိုဖြစ်တော့ကိုစိတ်ကိုအမြဲတမ်းပြန်ပြီးတော့ကြည့်အတ္တစိတ်မရှိစေနဲ့ကိုကျိုးသိမ့်မကြည့်နဲ့အားလုံးမျှမျှတတညီတူညီမျှစားကြတောက်ကြအကျိုးတူပူပေါင်းကြဆိုတော့မှပြောစရာလူပေါင်းအဖွဲ့အစည်းဖြစ်တာမဟုတ်ရင်ပြဿနာတွေမွေးနေတယ်လို့ပဲ
အတ္တကြီးတဲ့သူတယောက်ကြောင့်ပြဿနာတွေပိုများလာတတ်တယ်အတူနေသူတွေလည်းမပြောကြတော့အမုန်းတွေအညိုအတေးတွေဒါတွေနဲ့ပဲဒါတွေပေါက်ပွားလာစေဖို့လူတယောက်ကအတ္တကြောင့်ပေါက်ပွားလာစေတာဒါကြောင့်ကိုယ့်အတ္တကိုမြင်အောင်ကြည့်ရမယ်တရားများများစင်ကြင်တရားများများအားထုတ်ပြီးတော့ကိုယ်စိတ်ကိုမြင်အောင်ကြည့်ပြီးကိုယ့်အတ္တတွေပဲကိုလျှော့သူတစ်ပါးကိုကြည့်မနေနဲ့ပူလောင်တဲ့အကုသိုလ်များတယ်ကိုယ့်အတ္တကိုကြည့်ကိုယ့်အတ္တကိုလျှော့အလိုလိုနေရင်ကိုယ်အစအေးတယ်ပြီးရင်ကိုယ်ပတ်ဝန်းကျင်အကုန်လုံးအေးချမ်းသွားတယ်လူတိုင်းမှာမြတ်စွာဘုရားကအစမုန်းတဲ့သူမကင်းဘူးအဲ့တော့ပထမဦးဆုံးကိုယ့်ကိုမုန်းတဲ့သူတွေရှိလို့ဆိုပြီးတော့ပူလောင်နေတဲ့အခါအစာပြက်အိပ်ပြက်ဖြစ်တတ်တယ်ကိုယ်မှလည်းကိလေသာကမကင်းတော့ငါ့ကိုသူမုန်းတယ်ဘာကြောင့်မုန်းတာလဲဘာဆိုင်လို့မုန်းတာလဲကိုကလည်းသူ့ကိုတစ်ခါပြန်ပြီးတော့မုန်းပေါ့သူမုန်းလို့ကိုမုန်းတယ်ဆိုတဲ့သဘောတွေဖြစ်လာအဲ့တော့သူကလည်းဒေါသကိုကလည်းဒေါသသူကလည်းအမုန်းကိုကလည်းအမုန်းမိတွေပိုလောင်းလာတယ်ဘုန်းကြီးတို့ကိုယ်တိုင်အတွေ့အကြုံတွေအရဆိုဘုန်းကြီးတို့တွေလည်းမုန်းတဲ့သူရှိတာပေါ့ကောင်းတာလုပ်တဲ့သူမုန်းတဲ့သူရှိတာပဲလောကကြီးမှာအဲ့ဒီလိုသဘောမျိုးဥပိ္ပခာပြုထားလိုက်တာဥပိ္ပခာပြုထားလိုက်ပြီးတော့ကိုစိတ်ထဲမှာအမုန်းမရှိရင်ညနာလိုကြီးနေတာစကားပြောလဲကြီးနေတာကိုယ်ရမှာပဲဖြစ်ဖြစ်ရှေ့မှာပဲဖြစ်ဖြစ်ကိုယ်မုန်းတဲ့သူတယောက်ကိုနာမည်တက်ပြီးစကားမပြောကိုယ်မုန်းတဲ့သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနှုတ်ကမထွက်အောင်ကိုထိန်းထားလိုက်တယ်အဲ့ဒါမုန်းတဲ့သူတယောက်နဲ့ရင်ဆိုင်ရင်ဒီလိုရင်ဆိုင်ရတယ်ကျန်တော့သူကကိုထိလက်ရောက်တုံ့ပြန်လာတာကိုထိလက်ရောက်စော်ကားလာတာတို့ဘာတို့မျိုးကတော့ဒါစီကံတွေလူပေါင်းစီကံတွေပတ်သက်ကြောင်းတိုင်တယ်လို့ရတဲ့နေရာတွေရှိတာပဲလောလောဆယ်မှာကကိုထိလက်ရောက်မထိသမျှကာလပတ်လုံးသူ့ဘာသာသူမုန်းတာသူအာကုသိုလ်လေကိုကအာကုသိုလ်ထပ်ပြီးတော့မထွက်နဲ့ကိုမှအာကုသိုလ်တွေထပ်ပြီးတော့မဖြစ်စေနဲ့ဘလောက်မုန်းဥပိ္ပခာတာပြုထားဘလို့ပဲစကားပြောရုံလောက်စကားတန်ကြားရုံလောက်ဥပိ္ပခာတာပြုထားလောကကြီးမှာဆိုတာလဲစကားဆိုတဲ့အတိုင်းစတဲ့နေရာကနေတနေရာရောက်သွားရင်တစ်မျိုးဖြစ်သွားတာကားသွားတာဒီလိုဆိုတော့မုန်းတဲ့သူစီကစကားကိုကြားလူကယူပေးလာတဲ့အခါအပိုတွေထည့်ပြောတော့ပိုပြီးကိုမှအမုန်းပွားတယ်ဒါကြောင့်သူတစ်ပါးရဲ့အကြောင်းတွေကိုနဲ့ပတ်သက်လို့ကိုယ့်ရဲ့ရန်သူကိုယ့်ရဲ့မုန်းသူစီကနေပြီးတော့စကားအပိုတွေကြားရင်လေနားမထောင်နဲ့အဲ့လိုအတင်းအချင်းစကားမျိုးတွေကိုနားမထောင်နဲ့ကိုပူလောင်တယ်အပြောမခံနဲ့မပြောနဲ့လို့တားပေးလိုက်ရတယ်အဲ့တော့ကိုတာလုံနေသမျှကာလပတ်လုံးအန္တရာယ်ကင်းနေမှာပဲရန်ဆိုတာ तू လှုပ်လို့ကိုလှုပ်ရင်ကိုကလည်းပြန်လှုပ် तू ကလည်းပြန်လှုပ်ဆိုဘယ်တော့မှမငြိမ်းတာမဟုတ်ကိုဘက်ကအငြိမ်တရားနဲ့ပဲအမြဲနေပြီးတော့အငြိမ်နေတဲ့သူတယောက်ကပြင်ပအားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်တော့သူများပြောတာခံရတယ်လို့ပြောကောင်းပြောမယ်ဒါပေမဲ့ तू ငြိမ်နေတယ် तू ဥပိ္ပခာပြုထားတဲ့အတွက်ကြောင့် तू ငြိမ်နေတယ် तू ငြိမ်တာ तू ပဲသိတယ်ကိုဘယ်လောက်မုန်း तू ကပြန်မမုန်းတာမမုန်းတဲ့အတွက်ကြောင့်မလို့ तू အေးချမ်းတာ तू ပဲသိတယ်အမုန်းမရှိတဲ့လူသားဖြစ်တဲ့အတွက်ကြောင့်အေးချမ်းတယ်အဲ့တော့ तू မုန်းနိုင်ကိုပြန်မမုန်းနဲ့ကိုရှင်မှာမျက်နှာမဲ့ပြရွဲ့ပြဘလို့ပြလှုပ်ပြပြန်ပြုံးပြလိုက်ဒါဘုန်းကြီးတို့လက်တွေ့ကြော်ဖြတ်ခဲ့တဲ့နေ့တွေစကားတွေမဟုတ်ဘူးဘယ်လောက်မုံကိုရှင်ဖြတ်လျှောက်သွားတွေ့လို့ရှင်ပြုံးပြလိုက်တယ်မျက်နှာချင်းဆိုင်ကြီးတွေ့တာမဲ့ပြလိုက်လို့ဘယ်ဖြစ်မလဲပြုံးပြလိုက်တာပေါ့အဲ့လိုပြုံးပြလိုက်ရတယ်ဘယ်တော့ဖြစ်စိတ်ထဲမှာလည်းအမုန်းမရှိအောင်နေမတက်တာလို့ပြုံးပြလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးကိုမဟုတ်စိတ်ရင်းနဲ့ကိုပြုံးပြလိုက်တယ်ဘာကြောင့်ကိုသူ့မမုန်းဘူးသူကလည်းသူ့ကံနဲ့သူကိုကလည်းကိုယ်ကံနဲ့ကိုလမ်းကြောင်းမတူကြဘူးသူမဲလို့ကိုလိုက်မဲရင်သူအပယ်ဆင်းမှာကိုပါလိုက်ပြီးအဖော်လိုက်ပေးတယ်လို့ဖြစ်သွားမယ်သူငရဲသွားမှာကိုပါအဖော်လိုက်ပေးတယ်လို့ဖြစ်သွားမယ်အဲ့လိုမျိုးမဖြစ်စေနဲ့ကိုသွားမှာကအဖြူလန်းအဖြောင်လန်းအထက်လန်းသူသွားမှာကအောက်လန်းအဲ့လိုဆင်ကျင်လိုက်နောက်တစ်ခါမုန်းသူဆိုတာမြတ်စွာဘုရားကအစမကင်းဘူးအဲ့လိုဆင်ကျင်လိုက်ဒါကြောင့်ဥပိ္ပခာတာပြုပေးမေတ္တာပဲပွားပေးကိုတရားပဲကိုအာယုံဆိုင်ကိုအလုပ်ပဲကိုအာယုံဆိုင်အလုပ်ကိုအာယုံဆိုင်ရင်အလုပ်ပြီးမယ်တရားကိုအာယုံဆိုင်ရင်တရားရမယ်ဒါပဲသူ့ကိုအာယုံဆိုင်ရင်အကုသိုလ်တွေဖြစ်လာမယ်သူ့ကိုအာယုံဆိုင်ရင်ကိုပါငရဲသွားမယ်လောကကြီးကတော့သူ့အကြောင်းတရားပေါ်မှာမူတည်ပြီးတော့ဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်ပဲလူတွေကတော့ကောင်းတာတွေကိုလိုချင်ကြတာပဲဒါပေမဲ့ဘုန်းကြီးတို့တွေရဲ့တပ်တန်းတစ်လျှောက်
အတွေ့အကြုံတွေရကောင်းတာတွေလည်းတွေ့တယ်ဆိုးတာတွေလည်းတွေ့ကြတာပဲအကောင်းတွေလိုချင်နေပေမဲ့လို့အကောင်းကိုမရဘဲနဲ့မမျော်လင့်တဲ့အချိန်မှာထင်မှတ်မထားတဲ့အချိန်မှာအဆိုးတွေကိုရတတ်ကြတာကြီးပဲအရာရာကသူ့သဘောတိုင်းသာသူဖြစ်ပြီးတော့ကိုစူးစမ်းနေပေမဲ့လည်းပျက်စီးရင်ပျက်စီးသွားတာကိုဖန်တီးခြင်းပေမဲ့လည်းပဲသူကပျက်စီးရင်ပျက်စီးသွားတာလောကကြီးကသူ့ဘာသာသူကိုပျက်စီးသွားတာလူသားတွေကစူးစမ်းနေကြတယ်လောကကြီးတစ်ခုလုံးအေးချမ်းဖို့ကမ္ဘာကြီးတစ်ခုလုံးပုံမူပြီးကောင်းမွန်လာဖို့စူးစမ်းကြဒါပေမဲ့အဲ့ဒီကမ္ဘာလောကကြီးကိုကသူ့ဘာသာသူကိုပျက်စီးနေတာအနတ္တလောကကိုဖြစ်ချင်တိုင်းဖြစ်လို့ရတာလည်းမဟုတ်ဘူးလူသားတွေကောင်းကျိုးအတွက်အများကြီးစူးစမ်းနေကြရင်ကနေအဲ့ဒီလူသားတွေမှာဒုက္ခမျိုးစုံနဲ့ကြုံပြီးတော့ပို့ပြီးတော့ပျက်စီးလာကြတယ်အဲ့ဒါတွေကလူသားတို့ရဲ့အတ္တတွေမာနတွေဒီလိုအတ္တတရားတွေမာနတရားတွေနဲ့ဆိုတော့တတ်တာခွင့်တွေမရကြဘူးပို့ပြီးတော့ဆိုးလာကြတယ်တတောင်တတာနဲ့တတာရရဆိုတဲ့အနေအထားတွေကိုလူသားတိုင်းလိုချင်ကြတာဒါပေမဲ့မရနိုင်အဲ့ဒါအနတ္တဒီအနတ္တသဘောကိုဆင်ခြင်နိုင်မယ်ဆိုလို့ရှိရင်တော့တတ်တာခွင့်ရကမ္ဘာလောကကြီးဘလို့ပဲပြောင်းလဲဖောက်ပြန်နေပါစေကိုအသက်ရှင်နေတော့မှတရားဂိမ်းတည်တဲ့ဂိမ်းအောင်ကျင့်ဖို့ကကိုအပိုင်းတရားဂိမ်းတဲ့နှလုံးသားနဲ့တတ်တာခွင့်ပြန်ရတယ်ဘလောက်ရှုပ်ထွေးပြီးတော့ပြဿနာတွေများနေပါစေတရားဂိမ်းတဲ့နှလုံးသားနဲ့တတ်တာခွင့်ပြန်ရလောကကြီးကိုဘလောက်ပဲကောင်းအောင်လုပ်ပေးခြင်းပါတယ်ပြောအတ္တတွေကများနေကြတဲ့အခါကျတော့ပျက်စီးကြတာပဲအဲ့တော့ကိုယ့်ဘက်အပိုင်တားလုံးအောင်သာကိုယ့်ဘာသာကိုကျင့်ဖို့ပဲလိုတော့တယ်အေးချမ်းနေတဲ့နှလုံးသားကလောကကြီးကိုအေးအောင်လုပ်လို့ရတယ်တန့်စင်နေတဲ့နှလုံးသားကလောကကြီးကိုဖြူစင်တန့်ရှင်းအောင်ဖန်တီးလို့ရတယ်ပျော်ရွှင်နေတဲ့နှလုံးသားလောကကြီးကိုပျော်ရွှင်စေတယ်ညစ်သေးနေတဲ့နှလုံးသားနဲ့ကတော့မရနိုင်ဘူးဒါကြောင့်တရားကိန်းတဲ့နှလုံးသားရဖို့ကြိုးစားဒီနှလုံးသားမှာတရားကိန်းပြီးဆိုရင်တော့အရာရာပြည့်စုံတော့တာပဲလောကသဘာဝတွေကိုလည်းအမှန်တိုင်းမြင်ပြီးတော့အဖြစ်တွေလည်းတင်မနေတော့စိတ်တွေလည်းစိုးမနေတော့မုန်းတဲ့သူလည်းမရှိဘူးစိတ်ဖြစ်เสียလည်းဘာမှမတွေ့သူ့သဘာဝတွေကိုသဘာဝတွေအတိုင်းပဲလက်ခံထားလိုက်မယ်ဖြစ်ချင်တဲ့နေ့ဖြစ်ပေါ်ပြက်ချင်တဲ့နေ့လည်းပြက်ပေါ်ဘာတတ်နိုင်မှမလို့ပြက်ရကောင်းလားလို့စိတ်တွေလည်းမကြင်မနှက်တွေဖြစ်မနေတော့ဖြစ်ရှင်တဲ့နေ့ဖြစ်တာဖြစ်ပေတော့သက်ရှင်နေတော့ကာလမှာတရားကိန်းဖို့ပဲလိုတယ်စက္ကန့်တိုင်းတရားကိန်းအောင်ကြိုးစားသိရမယ်ဆိုလည်းသိပါစေတော့ပေါ့အဲ့တရားပြည့်တဲ့နှလုံးသားနဲ့နေရဲ့သိရဲ့ဖြစ်လာလိမ့်မယ်တတ်တာခွင့်ရလာတရားကိန်းတဲ့နှလုံးသားနဲ့သာစိတ်သက်သာခွင့်ရတာတရားမကိန်းသမျှကာလပတ်လုံးလောင်ကျွမ်းနေမှာပဲဒါကြောင့်မလို့တရားကိန်းတဲ့နှလုံးသားရအောင်ကြံကြံကြိုးကိုအားထုတ်ပါလို့တိုက်တွန်းပေးပါတယ်တရှိဒီမှာအာယုံကံဝတ္ထုတွေရှိတဲ့အတွက်ကြောင့်အာယုံတွေနဲ့ထိရတယ်ပြင်ပအာယုံတွေဖြစ်တဲ့အစင်အတန်အနတ်အယတာအထိအတွေ့အတွေ့အကြံဆိုတဲ့ဒီအာယုံတရားတွေဒါတွေနဲ့ထိအဲ့လိုထိတဲ့အခါမှာတုံ့ပြန်ကြတယ်ကိုကဒီအာယုံတွေကိုကိုနှစ်သက်တဲ့အခါကောင်းတယ်လို့သတ်မှတ်ထားရင်နှစ်သက်တယ်ကိုကမကောင်းဘူးလို့သတ်မှတ်ထားတဲ့အခါမနှစ်သက်ဘူးအဲ့ဒီလိုအာယုံလေးကိုအိဋ္ဌာယုံအနိဋ္ဌာယုံလို့ခွဲတယ်အဲ့တော့ကိုနှစ်သက်တဲ့အာယုံကအိဋ္ဌာယုံပေါ့ကိုမနှစ်သက်တဲ့အာယုံကအနိဋ္ဌာယုံဒီလိုအာယုံတွေကွဲပြားတဲ့အတွက်ကြောင့်လည်းခံစားပုံကကွဲပြားတယ်ကိုကြိုက်တဲ့အာယုံနဲ့ဆိုပျော်နေတယ်ကိုမကြိုက်တဲ့အာယုံကြရင်ဒေါသထွက်ကိုကြိုက်တဲ့အာယုံနဲ့ဆိုနှစ်သက်နေတယ်ကိုမကြိုက်တဲ့အာယုံနဲ့ဆိုရင်စိတ်မကောင်းတွေဖြစ်အဲ့လိုမျိုးတုံ့ပြန်မှုတွေကွာတယ်ဒီလိုတုံ့ပြန်မှုကလည်းပဲအာယုံနဲ့ထိတယ်ဆိုရင်တုံ့ပြန်ကြတာပဲမြန်တယ်အဲ့တော့မြန်တုံ့ပြန်လိုက်တဲ့အခါမှာအမှားတွေဖြစ်တတ်တယ်တကယ်တမ်းကျတော့လောကသဘာဝကသူ့အတိုင်းသူဖြစ်ပြီးတော့သူ့အတိုင်းသူပြတ်နေကြတာအဖြစ်တွေအပြတ်တွေသာရှိနေကြတာကိုကပိုင်တယ်လို့သွားပြီးတော့ထင်တာကိုမှရှိနေတဲ့ကိလေသာတရားတွေကြောင့်မောဟအစရှိတဲ့ကိလေသာတရားတွေကြောင့်အမှန်မမြင်ဘူး
တဘာဝတရားတွေကိုအမှန်မသုံးသပ်နိုင်ဘူးကိုယ့်ရဲ့အတ္တစိတ်တွေမာနစိတ်တွေဒီကိလေသာတွေလွှမ်းမိုးခံရပြီးအာယုံတွေကိုတလွဲတွေထင်နေတာကိုယ်ပိုင်တယ်ကိုယ်ဆိုင်တယ်လို့ထင်နေတဲ့အခါကျတော့တုံ့ပြန်ပုံတွေကမသိတော့တဲ့တုံ့ပြန်မှုမျိုးတွေဖြစ်နေကိုယ်မှာတင့်တယ်တဲ့နှလုံးသွင်းရှိမယ်ဆိုလို့ရှိရင်တင့်တယ်ဆိုတာတုံ့ပြန်လိုက်မယ်မတင့်တယ်တဲ့နှလုံးသွင်းရှိရင်တော့မတင့်မတင့်ပဲတုံ့ပြန်လိုက်မယ်အဲ့ဒီတုံ့ပြန်ပုံကွာဟတဲ့အတွက်ကြောင့်လည်းခံစားမှုတွေဟာကွဲပြားလာတယ်သူတော်ကောင်းတွေကတော့ဘယ်လိုအာယုံမျိုးပဲဖြစ်ပါစေချစ်ချင်းမုန်းခြင်းမပါဘဲနဲ့တရားသဘောတွေကိုလည်းနားလည်ထားတဲ့အတွက်ကြောင့်မမြဲတဲ့သဘောတွေသာဖြစ်တယ်ခဏပဲတည်ကြတယ်လို့သဘောပေါက်ထားတော့ဒီတရားတွေနဲ့ပတ်သက်လို့တတ်မှတ်တွေ့ထားမှုတန်ရောစင်နဲ့ကန့်ညင်မှုတွေကိုဖယ်ခွာကြတယ်ဖယ်ခွာဖို့လဲကြိုးစားနေကြတယ်လောဘနဲ့လည်းမကန့်ညင်ရအောင်ဒေါသနဲ့လည်းမကန့်ညင်ရအောင်ကြိုးစားနေကြတယ်အလဲအလက်ဥပိ္ပခာသဘောပြန်တာနေနိုင်အောင်ကြိုးစားကြချစ်ချင်းလည်းမပါမုန်းချင်းလည်းမပါမြင်ကမြကြားကမြပဲဆိုတဲ့နေ့ကြတော့မှအေးချမ်းတာအဲ့ဒီအချိန်ရောက်တဲ့အထိကြိုးစားရတာပဲသူကနည်းနည်းတွေ့တာနည်းနည်းလောင်နေတာကိုများများတွေ့တာများများလောင်တာနည်းနည်းဆွဲလိုက်ရင်နည်းနည်းလောင်တာများများဆွဲလိုက်ရင်များများလောင်တာဆိုတော့ကိုယ့်ရဲ့ခံယူချက်နဲ့ကိုယ့်အမြင်ကိုပြောင်းလဲပြစ်နိုင်ဖို့လိုတယ်ကိုယ့်ရဲ့တတိတရားဖြင့်တတိပဋ္ဌာန်အားထုတ်တဲ့ပုဂ္ဂိုလ်တွေဆိုလဲကိုယ်တတိတရားနဲ့ကိုယ့်ကိုယ်ထိန်းချုပ်ပြီးစိတ်ခံစားမှုတွေကိုထိန်းချုပ်လာနိုင်တဲ့နေ့တုံ့ပြန်မှုတွေလည်းပဲရင့်ကျက်လာလိမ့်မယ်ရင့်ကျက်တဲ့နေ့နဲ့တုံ့ပြန်လာလိမ့်မယ်အဲ့တော့အရာရာကိုတော့အာယုံတွေဆိုတော့ထိတွေ့တာနဲ့တုံ့ပြန်ကြမှာပဲဒါပေမဲ့အေးကျင်တဲ့လူတစ်ယောက်အတွက်ဆိုလို့ရှိရင်တော့တင့်တယ်သောနှလုံးသွင်းတဲ့သာဆင်ခြင်ပြီးတော့တင့်တယ်စွာသာတုံ့ပြန်မယ်အဲ့တော့တုံ့ပြန်ခံဒီမှာလည်းပဲကိုတုံ့ပြန်မဲ့နီလန်းကတင့်တော်ကြီးလားမတင့်တော်ကြီးလားစဉ်းစားတယ်အကျိုးရှိမယ်ဆိုတော့မှတုံ့ပြန်အကျိုးမရှိရင်မတုံ့ပြန်တော့ဘူးစိတ်ခံစားချက်ကိုထိန်းချုပ်နိုင်တယ်မလွယ်ဘူးလို့တော့ပြောကြတယ်လုပ်ရင်လည်းသူကလွယ်တာပဲဘယ်အရာမဆိုလုပ်ကြည့်ပြီးတော့မှသိလိမ့်မယ်မလုပ်ကြည့်ပဲနဲ့တော့မလွယ်ပါဘူးခက်ပါတယ်ပြောကြမှာပဲလုပ်ကြည့်တဲ့သူတွေမှအခုလုပ်ကြည့်လိုက်ရင်အခုသူကအကျိုးထူတာကိုချစ်ချင်းမုန်းချင်းမပါပဲနဲ့နေနိုင်အောင်တဘာဝတရားသာပဲလို့ဆင်ခြင်လိုက်တဲ့အချိန်မှာအဲ့ဒီတန်ရောစင်တွေကိုကွာကြသွားတယ်အဲ့တော့အေးတာပေါ့တုံ့ပြန်မို့တုံ့ပြန်နေရလေတာမန်ပဲဥပိ္ပခာဝေဒနာဖြင့်တာတုံ့ပြန်လိုက်မယ်ချစ်တာတို့မုန်းတာတို့ကြိုက်တာတို့မကြိုက်တာတို့မပါတော့ဘူးအဲ့ဒီနေ့ဟာအေးချမ်းတဲ့နေ့ပဲအဲ့တော့ကိုယ့်ရဲ့တုံ့ပြန်ပုံတုံ့ပြန်နေဟာရင့်ကျက်သောတုံ့ပြန်နေဖြစ်လာဖို့အတွက်တတိအမြဲထားပါတရားအမြဲဆင်ခြင်ပါဆင်ခြင်ရင်းဖြင့်ရင့်ကျက်လာလိမ့်မယ်ရင့်ကျက်လာတဲ့တနေ့လောကဓာတ်တွေကိုရင်ဆိုင်တုံ့ပြန်တဲ့အခါမှာအန္တရာယ်ကင်းသောနည်းနဲ့တုံ့ပြန်လာနိုင်လိမ့်မယ်အေးချမ်းကြလိမ့်မယ်ကံတရားဆိုတာကတော့မိမိကိုယ်ဖြင့်ပြုသောအမှုများနှုတ်ဖြင့်ပြောသောအမှုများစိတ်ဖြင့်တွေးသောအတွေးများလို့ကံ၃မျိုးရှိတယ်တတ္တဝါတိုင်းကစိတ်နဲ့အလုပ်လုပ်ကြတယ်စိတ်ထဲမှာတွေးတဲ့အတိုင်းပြောကြတယ်လုပ်ကြတယ်စိတ်ထဲကတွေးတဲ့အတိုင်းခံစားကြတယ်စိတ်ထဲကခံယူတဲ့အတိုင်းသုံးသပ်ကြတယ်အဲ့လိုဆိုတော့မနောကံဖြင့်အရင်ဆုံးအလုပ်လုပ်နေကြကောင်းသောကံတရားနဲ့မကောင်းသောကံတရားကောင်းတယ်ဆိုတဲ့သဘောတရားကတော့သူစရိုက်တရားတွေဆိုလို့ရှိရင်တော့ကောင်းတယ်လို့ရေပုံရခံယူရတယ်နားလည်ထားရတယ်ဒုစရိုက်တရားတွေဆိုရင်တော့မကောင်းတာတွေလို့အဲ့ဒီလိုမျိုးလက်ခံထားရတယ်သူတစ်ပါးကိုထိခိုက်စေတယ်ဆိုရင်ဒါမကောင်းတာပဲပေါ့သူတစ်ပါးကိုမထိခိုက်ဘူးဆိုရင်ဒါကောင်းသောတရားမထိခိုက်ဘူးဆိုတဲ့နေရာတောင်မှအပြစ်ကင်းသောတရားပြစ္ဆုတ်ပံအပြစ်တမလုံးအပြစ်ဘာမှမဖြစ်ဘူးအဲ့လိုအပြစ်မဖြစ်စေသောတရားတွေကိုကောင်းသောတရားတွေကောင်းသောကံတွေလို့ခေါ်ရတယ်နေ့စဉ်နဲ့အမျှတွေးကြတာပဲပြောကြတာပဲလုပ်ကြတာပဲအဲ့ဒီအမူအရာတွေမှာတတိမရှိတဲ့အခါမှာကိလေသာနှိပ်စက်ပြီးတော့ကိလေသာရဲ့တွန်းအားနဲ့အလုံးလုံးကြတယ်လို့ဒီလိုနားလည်ထားရမယ်ကိလေသာဆိုတဲ့သဘောတရားကလည်း
လိုချင်တက်မှတ်တဲ့လောဘအမျက်ဒေါသထွက်တဲ့ဒေါသတွေးဝေနေတဲ့မောဟမသိတဲ့မောဟထောင်လွှားတဲ့မာနအယူလွဲတဲ့ဒိဋ္ဌိစသဖြင့်ကိလေသာတရားတွေရှိတယ်အဲ့ဒီကိလေသာတရားတွေနှိမ့်ဆက်လာတာနဲ့အမျှလောဘအားကြီးရင်လောဘအလျောက်တွေးတယ်ပြောတယ်လုပ်တယ်ဒေါသအားကြီးရင်လည်းဒေါသတက်ခံတဲ့တွေးတယ်ပြောတယ်လုပ်တယ်မောဟအားကြီးရင်လည်းမောဟတက်ခံတဲ့တွေးတယ်ပြောတယ်လုပ်တယ်မာနအားကြီးရင်လည်းပဲမာနတက်ခံတဲ့တွေးတယ်ပြောတယ်လုပ်တယ်အယူအလွဲဖြစ်နေပြီဆိုရင်တော့အဲ့ဒီအယူအလွဲဒိဋ္ဌိကိုအကြောင်းခံပြီးတွေးတယ်ပြောတယ်လုပ်တယ်အဲ့ဒါတွေဟာကံတွေဖြစ်ကုန်တာပဲကိလေသာတရားတွေလွှမ်းမိုးပြီးတော့မှဖြစ်တဲ့ကံတွေကတော့မကောင်းတာတွေပဲများတာပေါ့ဒီတော့အဲ့ကိလေသာကင်းစင်သောစိတ်သို့မဟုတ်နေသောစိတ်လို့ပြောရမယ်တာမန်ပုထုဇဉ်တွေအတွက်လောဘနေတဲ့စိတ်နဲ့တွေးတယ်ပြောတယ်လုပ်တယ်သို့မဟုတ်လောဘကင်းသောစိတ်ဖြင့်တွေးတယ်ပြောတယ်လုပ်တယ်ဆိုတော့အဖြစ်ကင်းတာပေါ့လူချင်းမှုမှမရှိတဲ့အတွက်ကြောင့်မလို့သူတစ်ပါးအကျိုးပျက်စီးဖို့တွေပါတယ်မကြံတော့ဘူးသူတစ်ပါးစည်းစိမ်ကိုစည်းစိမ်ဖြစ်အောင်ကြံတာတွေပြုတာတွေမလုပ်တော့မပြောတော့ဒီအတိုင်းပဲဒေါသမရှိဘူးမေတ္တာပဲရှိတဲ့ပုဂ္ဂိုလ်မေတ္တာပဲရှိတဲ့ပုဂ္ဂိုလ်ကတော့ဒေါသအလျောက်လုံးမဲ့အရာတွေမလုံးမိတော့ဘဲနဲ့မေတ္တာဓာတ်ခံရှိနေတဲ့အတွက်ကြောင့်သူတစ်ပါးအကျိုးရှိစေမဲ့ဒုက္ခမရောက်စေမဲ့အရာတွေကိုပဲတွေးတယ်ပြောတယ်လုပ်တယ်ဒီတော့ကောင်းကံတွေဖြစ်တာပေါ့မောဟနေရာမှာလဲမောဟမဟုတ်တော့ဘဲနဲ့ဉာဏ်တရားရှင်းနေပြီဆိုဉာဏ်ရှင်းပြီးတော့တွေးမယ်ဉာဏ်ရှင်းပြီးပြောမယ်ဉာဏ်ရှင်းပြီးလုပ်မယ်ဆိုတော့အပြစ်ကင်းတဲ့အလုပ်တွေဖြစ်လာမာနဆိုတဲ့နေရာမှာလည်းပဲမာနမရှိဘဲနဲ့ကိုနှိမ့်ချပြီးတော့ကာရဝတရားတွေနိဝါဒတရားတွေနဲ့ပြည့်စုံမယ်ဆိုရင်အဲ့ဒီကာရဝနိဝါဒတွေရဲ့တွန်းအားနဲ့ပဲတွေးမယ်ပြောမယ်လုပ်မယ်ဒီတော့အပြစ်ကင်းပြီးတော့ချစ်စပွဲကောင်းသောနှစ်လိုပဲကောင်းသောကံတရားတွေလုံးမိတယ်အယူအလွဲဒိဋ္ဌိမရှိဘဲနဲ့အယူမှန်ရှိနေတဲ့အခါကျတော့လေအမှန်တွေတွေးဖြစ်တယ်အမှန်တွေပြောဖြစ်တယ်အမှန်တွေလုပ်ဖြစ်တယ်အပေပြီးကင်းတာပေါ့အဲ့ဒီလိုကိလေသာတရားတွေမရှိဘူးကိလေသာကင်းစင်သောနှလုံးသားရှိနေတယ်ဆိုကောင်းတဲ့ကံတွေပြုမိစိတ်ကလည်းအမြဲတမ်းဖြူစင်တဲ့အတွေးပဲတွေးဖြစ်တယ်လောဘမရှိဘူးဒေါသမရှိဘူးမောဟမရှိဘူးမာနမရှိဘူးဒိဋ္ဌိမရှိဘူးအဲ့ဒီလိုမျိုးတွေကိလေသာကင်းနေအောင်ဘယ်လိုလုပ်မလဲဆိုတော့တရားနှလုံးသွင်းနေတာပဲပေါ့အမြဲချင်းသဘောတရားကိုဆင်ခြင်ပြီးတော့ဖြစ်ချင်းပြည့်ချင်းကိုသာအမြဲမြင်အောင်ကြိုးစားနေတဲ့သူတစ်ယောက်ကစက္ကမလတ်တတိထားနေတဲ့သူတစ်ယောက်မျိုးပေါ့ဒါကိုအလွန်အကျွံပြောတယ်လို့ထင်ကောင်းထင်မယ်မဟုတ်ဘူးအဲ့ဒီလောက်ကိုအရေးကြီးတယ်ဒါကြောင့်အပမဒေနသံပါဒေထမမိတ်မလျော်သောတတိနဲ့ပြည့်စုံကြကုန်လို့ဘုရားရှင်မှားတာတတိလွတ်သွားတာနဲ့ဒီကိလေသာကဝင်လာတာဒါကြောင့်တတိနဲ့အမြဲစောင့်ရတာအမြဲစောင့်ဖို့လိုတဲ့အတွက်ကြောင့်စက္ကမလတ်ကိုအရေးကြီးတယ်စက္ကမလတ်တတိတရားဖြင့်ထိန်းထားနိုင်ပြီဆိုရင်အပြစ်ကင်းသောအတွေ့အပြစ်ကင်းသောအပြောအပြစ်ကင်းသောအလုပ်တွေဖြစ်လာတာပေါ့ဒီတော့ဒီကံတရားတွေကကိလေသာရှိခြင်းမရှိခြင်းပင်ကိုယ်တက်ခံစရိုက်ကောင်းခြင်းမကောင်းခြင်းတင့်တယ်စွာနှလုံးသွင်းခြင်းတင့်တယ်စွာနှလုံးမသွင်းခြင်းဒီအရာတွေနဲ့သက်ဆိုင်တာကံတရားတွေလုံးပြီးတော့ကောင်းတဲ့ကံတရားတွေလုပ်တဲ့အခါကျတော့ပြစ္ဆုတ်ပံမှာကောင်းသောတရားတွေလုပ်တဲ့သူတယောက်အတွက်မင်္ဂလာတွေနေတိုင်းရှိနေတတ်တယ်မကောင်းသောတရားတွေလုံးမိတဲ့သူတယောက်အတွက်ကတော့အမင်္ဂလာတွေဖြစ်နေမယ်ဥပမာအားဖြင့်မေတ္တာလေးပို့နေတဲ့သူနဲ့ကြမ်းကြမ်းတမ်းပြောနေတဲ့သူနှစ်ယောက်ကွာဟာတလို့မျိုးပဲဒီတော့ဘလို့ပဲပတ်ဝန်းကျင်ကအနေထားဘလို့ရှိမေတ္တာနဲ့ပြည့်နေတဲ့သူပညာနဲ့ပြည့်နေတဲ့သူအဲ့ဒီလူကိုမုန်းသူနဲ့ချစ်သူပေါ်တာပေါ့အမြဲကြမ်းတမ်းပြောပြီးတော့ရက်ဆက်
လှုပ်တက်ကင်တက်တဲ့ပုံကုမျိုးကိုတော့လူမချစ်ဘူးပေါ့မုန်းတာပေါ့ဒါပြစ္ဆုတ်ပံအကျိုးပဲဒီလိုဆိုတော့ကိုဘာလှုပ်တာဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေလူပဲဖြစ်ပါစေယဟန်ပဲဖြစ်ပါစေကံတွေလုံနေကြတယ်ဘယ်သူကိုမှကံကမျက်နှာမလိုက်ဘူးကောင်းသောကံမနောကံကစပြီးတော့နှလုံးသားဖြူစင်အောင်စကြိုးစားလိုက်တာနဲ့ကောင်းသောကံတွေပြုမိတဲ့သူတစ်ယောက်ကောင်းတဲ့အကျိုးတွေလိုက်လာတာပဲစောရကတက်တဲ့စကားမျိုးကတော့ကောင်းတာလုပ်ပြီးတော့လည်းကောင်းကျိုးတွေလည်းမရပါလားဆိုတာအပြည့်အဝကောင်းအောင်မဖြစ်သေးလို့ပါလို့ပြောရတယ်အပြည့်အဝကောင်းအောင်ကြိုးစားတဲ့ပုံကူမျိုးတွေမှာအဆိုးကိုတော့သူကဆိုးတယ်လို့မမြင်တော့ဘဲနဲ့တရားသဘောနဲ့ဆင်ခြင်ပြီးတော့တတ်တောင်တတ်တာချောဖြတ်နိုင်တယ်အဲ့ဒါအကျိုးတရားပဲပြီးတော့ကောင်းစွာနှလုံးသွင်းတယ်ကောင်းစွာပြောတယ်ကောင်းစွာအလုပ်လုပ်တဲ့ပုံကူမျိုးတွေမှာအတိတ်ကံပါလာလို့အသက်ငယ်ငယ်နဲ့သေတာမသေတာစသည်ဖြင့်မဆိုင်ဘူးလောလောဆယ်မှာပြစ္ဆုတ်ပံလောက်ထားတဲ့ကံတွေကသူ့ကိုပြစ္ဆုတ်ပံမှာပဲအကျိုးတွေပေးတယ်ကံကမျက်နှာမလိုက်ဘူးဆင်းရဲတဲ့သူကောင်းတာတွေကောင်းတဲ့ကံရှိရင်သူစိတ်ချမ်းသာမှုအရင်ရတာချမ်းသာတဲ့သူမကောင်းတဲ့ကံတွေလုပ်နေမယ်ဆိုရင်တော့လေချမ်းသာတာနဲ့မဆိုင်ဘူးနေ့စဉ်နဲ့အမျှပူလောင်နေမှာစိတ်ဆင်းရဲနေရမှာပဲအဲ့တော့တမလွန်ဆိုတဲ့အခါကျတော့ဘယ်သူမှမျက်နှာမလိုက်တော့အခုဒီဘဝမှာတော့ကိုဘလောက်ကောင်းတယ်ပြောသူပြုတ်ထားတဲ့ကံတွေကသူ့အတွက်အရေးထင်နေပြီးသားအရာထင်နေပြီးသားအဲ့ဒီအရာတွေကတမလွန်မှာအကျိုးကိုပေးတော့မယ်ဒီတော့ကံဆိုတာမျက်နှာမလိုက်ဘူးဒါကြောင့်ကံရဲ့အကျိုးကိုယုံကြည်တယ်ဆိုတဲ့ဗုဒ္ဓဘာသာတို့ရဲ့အယူအဆကအဲ့ဒီမှာလက်တွေ့ကျင့်သုံးရတာပဲဒါကြောင့်မျက်နှာမလိုက်တဲ့ကံကိုအထင်မသေးပါနဲ့မထီမဲ့မြင်လည်းမပြူပါနဲ့ကောင်းသောကံတွေကိုပြုခြင်းအပြင်မင်္ဂလာတွေကိုအရင်ဆောင်ကျင်းပြီးတော့ပြစ္ဆုတ်ပံတမလွန်မှာကောင်းကျိုးကိုရစေတာအမှန်ပါပဲမကောင်းတာလုပ်ရင်တော့မကောင်းကျိုးတွေလိုက်ပါသွားတဲ့အတွက်ကြောင့်စိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေကိုထပ်ပြီးတော့ခံစားနေရအောင်ပါပဲအတုံအလှဲ့တွေပြန်ခံစားနေရအောင်ပါပဲဘုန်းကြီးတို့တွေစကားတွေပြောကြတယ်လူမှုရေးအကြောင်းပြောရတယ်ပညာရေးအကြောင်းလည်းပြောရတယ်ကျမ်းမာရေးအကြောင်းလည်းပြောရတယ်ဘာသာရေးအကြောင်းလည်းပြောရတယ်အဲ့ဒီလိုပြောကြတဲ့နေရာမှာပထမဦးဆုံးကိုယ်အတွေးကစအတွေးမှန်အမြင်မှန်ဆိုလို့ရှိရင်မှန်ကန်သောအပြောမှန်ကန်သောစကားတွေဖြစ်လာနူးညံ့တဲ့နှလုံးသားနဲ့ဆိုလို့ရှိရင်နူးညံ့တဲ့စိတ်ထားနဲ့ဆိုလို့ရှိရင်နူးညံ့သောစကားနူးညံ့သောအမှုအရာတွေဖြစ်လာစေတယ်အဲ့တော့ပထမဦးဆုံးဒီစိတ်ဒီအတွေးကအရေးကြီးတယ်အဲ့ဒီကိုယ်အတွေးကစန့်ကျင်ဘက်အတွေးနဲ့များတွေးနေမယ်ဆိုရင်ဘယ်လိုအရာကိုမှသူလက်ခံလို့မရဘူးဘယ်လိုသဘောထားမျိုးပဲဖြစ်ပါစေသူကအမြဲစန့်ကျင်ဘက်ကရပ်တည်တယ်သူတစ်ပါးရဲ့အတွေးအခေါ်အယူအဆစသည်တို့ကိုလည်းစန့်ကျင်ဘက်ကပဲကြည်မယ်ဆိုရင်အတွေးတွေအမြဲစန့်ကျင်ဖို့အတွက်ရည်ရွယ်နေသောအတွေးဖြစ်တဲ့အတွက်ကြောင့်စကားတွေကလည်းစန့်ကျင်တဲ့စကားတွေဖြစ်လာလိမ့်မယ်ဒီခါမှာလောကနဲ့မတင်ဖြစ်လာမယ်လောကနဲ့မတင်ဖြစ်ခြင်းကလောကကိုသာဆိုးကျိုးရောက်သွားတာမဟုတ်ကိုယ်ကိုလည်းပြန်ပြီးတော့ဆိုးကျိုးဖြစ်တယ်ကိုပြောလိုက်တဲ့စကားကြောင့်ကိုပြန်ပြီးတက်ရောက်မှုတွေဖြစ်လာတတ်တယ်ဒီတော့အတွေးစင်ကြယ်နေအောင်လေ့လာမှုတွေလည်းများများလုပ်ရတယ်နားလည်မှုတွေလည်းများများရှိရတယ်ရင့်ကျက်မှုလည်းများများရှိရတယ်ဒီလိုအခါမျိုးကြတော့ဒီအတွေးကမှန်းလာတယ်တရားဘာဝနာလည်းများများပွားတဲ့အခါကျတော့မမြဲခြင်းစတဲ့လောကတဘာဝကိုလည်းနားလဲတယ်လောကတဘာဝကိုနားလဲတဲ့အတွက်ကြောင့်ဒီလောကတဘာဝတဲ့လွန်ပြီးတော့ဘာမှမပြောတော့ဘာမှမတွေးတော့ပြီးတော့တရားကိန်းနေတဲ့နှလုံးသားဖြစ်လာပြီဆိုရင်တရားနဲ့ရှင်တဲ့အတွေးတွေပဲတွေးတယ်ဥပမာမေတ္တာအတွေးတွေဖြစ်မယ်ကရုဏာအတွေးတွေဖြစ်မယ်တနာစရာတွေ့ရင်သူတနာပေးမှာပဲမေတ္တာထားပေးရမယ်သူဆိုတော့သူမေတ္တာထားပေးမှာပဲဒါကဥပိ္ပခာပြုထားတဲ့တယ်လို့ယုံကြည်တဲ့အခါဥပိ္ပခာပြုထားပေးတာပဲအတွေးရမှန်းနေတယ်နှလုံးသွင်းလဲမှန်းအဲ့ဒီခါကျတော့ကောင်းတာတွေများများလုပ်ဖြစ်တယ်မေတ္တာပေးဖြစ်တယ်ကရုဏာလည်းထားဖြစ်တယ်မုဒိတာလည်းထားဖြစ်တယ်မနာလိုခြင်းဆိုတာအပယ်သွားစေတဲ့အရာပဲမကောင်းဘူးဆိုတဲ့အတွေးမှန်ရှိတယ်
ဒီအတွေးမှန်ရှိတဲ့အတွက်ကြောင့်မနာလိုခြင်းမဖြစ်ဘူးဝန်တာပေးတယ်အဲ့တော့မုဒိတာနဲ့ပြေဝလောကဆိုတာကတော့အတိုက်ခိုင်နဲ့မကင်းဘူးမကင်းပေမဲ့လို့လဲဥပိ္ပခာထားတတ်တယ်ကိုယ်ဒီလဲကိုယ်ကံနဲ့ကိုယ်လာ၍ကိုယ်ကံနဲ့ကိုယ်သွားမည်သူဒီလဲပဲသူ့ကံနဲ့သူလာ၍သူ့ကံနဲ့သူသွားမည်ဒါကြောင့်လမ်းကြောင်းမတူဘူးကိုယ်ကံအတိုင်းသာကိုဖြူစင်တဲ့ကံသာဖြစ်အောင်ပြုမယ်ဆိုတဲ့အတွေးရှိတော့ဥပိ္ပခာပြုနိုင်တယ်ဒါကြောင့်အဲ့အတွေးလေးမှန်လို့ရှင်စကားတွေမှန်လာတယ်အတွေးမှားရင်တော့စကားတွေမှားတယ်အတွေးမှန်စကားမှန်လူတွေအတွက်မင်္ဂလာရှိနေပေမဲ့လို့အတွေးမှားစကားမှားဖြစ်သွားတဲ့အခါပြဿနာတွေကိုဖိတ်ခေါ်တယ်အစင်မပြေမှုတွေအများကြီးဖြစ်လာစေတယ်ဒါကြောင့်စကားအရေးကြီးတယ်စကားတစ်လုံးမှားသွားတဲ့အခါကြမ်းကြုံရင်သာနှုတ်လို့ရတဲ့စကားကြုံရင်နှုတ်လို့မရဘူးဆိုတဲ့အတိုင်းပဲစကားတစ်လုံးကြောင့်မိတ်ပြတ်တတ်တယ်စကားတစ်လုံးကြောင့်လည်းကိုယ့်ရဲ့ရရှိမဲ့အခွင့်အရေးတွေဆုံးရှုံးတတ်တယ်ဒါကြောင့်အတွေးမှန်ဖို့အရင်ကြိုးစားပါစကားဆိုတာအတွေးကနေစပြီးဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်မနောကံတီးဟူသောတွေးခေါ်ခြင်းစိတ်ထဲမှာလှုပ်တဲ့အလုပ်တွေကိုအမှန်သဘောတွေနဲ့အနည်းဆက်ဆုံးဖြစ်အောင်လေ့ကျင့်ယူပါတရားသဘောတွေကိုများများလေ့လာပါများများဆင်ခြင်ပါမတူညီသောသဘောတဘာဝတွေကိုလည်းများများလေ့လာပါများများဆင်ခြင်ပါအဲ့ဒီခါမှာမှန်ကန်သောအတွေ့အကြုံတွေကိုရလာမယ်ကိုမသိမမြင်သောအရာတွေကိုသိတယ်လို့မြင်တယ်လို့နဲ့အတွေးမှအမြင်မှားတွေနဲ့သုံးသပ်ပြောဆိုရင်အမှားတွေပဲဖြစ်တတ်တာများတယ်ဒါကြောင့်မသိသေးတဲ့အရာကိုမသိဘဲနဲ့မပြောဖြစ်စေနဲ့မမြင်ဘူးတဲ့အရာကိုမမြင်ဘဲနဲ့မပြောဖြစ်စေနဲ့မြင်ဘူးအောင်သိအောင်လေ့လာပြီးမှသာပြောဆိုတော့အားဖြင့်သို့မဟုတ်ကိုယ့်ရဲ့အတွေးမှန်ဖို့အတွက်လေ့လာမှုအားကောင်းကောင်းအရင်လုပ်ပြီးမှကိုယ့်အတွေးကိုမှန်ကန်စွာလုပ်ပြီးမှပြောမယ်ဆိုလို့ရှိရင်အကျိုးတွေရရှိစေတယ်မေတ္တာကရုဏာစရှိသောပြမစိုးတရားတွေအခြေခံတဲ့အခါမှာလည်းပဲဒီပြမစိုးတရားအခြေခံတဲ့အတွေးရှိတဲ့အတွက်ကြောင့်ကောင်းသောစကားတွေပြောထွက်လာမယ်မင်္ဂလာရှိတယ်နောင်တဆိုတဲ့သဘောတရားတွေဘယ်နောင်တမျိုးမှမကောင်းဘူးပြန်ပြီးတော့ပူပန်စေရတယ်ကုတ်ကုတ်ဆသဘောတရားပဲအပေချတတ်တယ်ဒါကြောင့်နောင်တမရအောင်အမားမလုပ်အောင်ကြိုတင်ပြီးတော့ကိုဆင်ခြင်ရတယ်အမားမပြောအောင်ကိုကြိုတင်ဆင်ခြင်ရတယ်ပြုပြီးသွားရင်လည်းတောင်းပန်ဖို့ဝင်မလေးနဲ့ပြန်ပြင်ဆင်ဖို့ဝင်မလေးပါနဲ့လူဆိုတာအမားမကင်းဘူးအမားမကင်းပေမဲ့ပြန်ပြီးတော့အချိန်မီပြင်ဆင်ရင်နောင်တရစရာအကြောင်းမရှိဘူးနောက်ကျသွားတဲ့အရာတွေကလည်းတစ်သလုံးနောက်ကျတယ်ဆိုတာမျိုးမရှိဘူးအချိန်မလွန်ခင်ပြန်ကြိုးစားခွင့်ရတယ်ပြန်ကြိုးစားလို့ရတယ်အဲ့တော့ကိုယ့်ဘဝအတွက်တတိကောင်းပြီးတော့ဆင်ခြင်တော်တရားပြည့်ဝစွာနဲ့နောင်တမရစေတဲ့အလုပ်တွေကိုလုပ်မိဖို့ကြိုးစားရမှာတငယ်ချင်းအချင်းချင်းပဲဖြစ်ပါစေလင်မယားချင်းပဲဖြစ်ပါစေမိသားစုထဲမှာပဲဖြစ်ပါစေပြတဲ့တော်မေတ္တာတရားကိုပြတဲ့အချိန်မှာပြရတယ်ပြောတဲ့တော်မေတ္တာစကားကိုပြောတဲ့အချိန်မှာပြောရတယ်စောင့်ရှောက်တဲ့အချိန်မှာစောင့်ရှောက်ရတယ်ဖေးမှတဲ့အချိန်မှာဖေးမှရတယ်အချိန်ကိုက်ပြုလုပ်ပေးနိုင်ရတယ်အဲ့ဒီလူမှုဆက်ဆံရေးမှာမိသားစုထဲမှာတော့မှကိုယ်အကျိုးပဲကြည်ပါများလာပြီဆိုရင်တစ်ဖက်သူကသူကိုယ့်အပေါ်မှာဂရုမစိုက်ဘူးလို့မြင်လာတဲ့အခါဆက်ဆံရေးကအေးဆက်လာတတ်တယ်ကိုယ်တတိမမို့မိတဲ့အတွက်ကြောင့်မလို့ဥပိ္ပခာပြုမိတာတွေများလာတဲ့အခါနောက်တစ်ချိန်မှာပြင်လို့မရအောင်မှားသွားတော့အမှားကြီးတစ်ခုဖြစ်သွားတတ်တယ်အဲ့တော့လူမှုဆက်ဆံရေးမှာတော့၎င်းတခြားသောအရေးပေါင်းများစွာတို့မှာတော့၎င်းအချိန်အခါမလွန်စင်နဲ့အခါလွန်သွားရင်နောင်တရကြတာကြီးပဲနောင်တနဲ့သိလို့ရှိရင်လည်းအပေကမလွတ်တတ်ဘူးကုသိုလ်ကောင်းမှုမလုပ်မိလို့အကုသိုလ်တွေလှုပ်ထားမိလို့ဆိုပြီးတော့နောက်တစ်ချိန်မှာပူလောင်မှုတွေဖြစ်တတ်တာတွေလည်းရှိတယ်အဲ့ဒီအကုသိုလ်တွေဟာကိုယ့်ကိုကောင်းရာသူဂတိမရောက်စေတော့အသေးမဖြောင့်စေတော့နောင်တဆိုဘယ်လိုနောင်တမျိုးမှမကောင်းဘူးဒါကြောင့်ပြောခဲ့ပြီးတဲ့လူမှုရေးမှာဆိုရင်ချစ်ရမယ့်အချိန်မှာချစ်ကြပါ
တေတော့မှမချစ်ပါနဲ့မိဘဆိုလို့ရှိရင်လေရှင်တုံးမှာချစ်ပါရှင်တုံးမှာကျေးဇူးဆက်ပါရှင်နေတုံးမှာစိတ်ချမ်းသာအောင်ထားပါကိုသားသမီးနဲ့ပတ်သက်ရင်လည်းဆုံးမတဲ့အချိန်မှာမလွန်ခင်မှာဆုံးမထားပါအိုးကောင်းဖို့အတွက်အိုးကိုနာနာရိုက်ရတယ်ဆိုတဲ့အတိုင်းပဲအိုးဖုတ်တဲ့အချိန်မှာအိုးလှုပ်တဲ့အချိန်မှာဒီတော့ကိုသားသမီးတွေအနာဂတ်ကြရင်သူတို့ဘာသာသူတို့ရှောက်လန်းရမယ်ဘဝမှာပြေဝတဲ့အသိဉာဏ်ပြေဝတဲ့စိတ်နေစိတ်ထားတွေရှိဖို့မိဘအပေါ်မှာအများကြီးမူတည်တယ်ဆရာသမားတွေအပေါ်မှာလည်းအများကြီးမူတည်တယ်အဲ့တော့ကိုမွေးတယ်မြောက်ကိုပြန်ခြောက်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတတ်တာဖြစ်တဲ့အတွက်ကြောင့်ဆုံးမတဲ့အချိန်မှာဆုံးမပါအဲ့လိုမဆုံးမလို့အချိန်လေးလွန်သွားရင်ကိုပဲပြန်ပြီးတော့စိတ်ညစ်ရတတ်တယ်အခါလွန်သွားတော့ကိုပဲနှောင်တရတတ်တယ်အဲ့တော့မေတ္တာပေးခြင်းဆုံးမတာဆုံးမစကားပြောခြင်းအဲ့တော့လူတွေနဲ့ပတ်သက်ပြီးတော့မေတ္တာကရုဏာမုဒိတာဥပေက္ခတွေကိုပြတဲ့အချိန်မှာပြခြင်းကိုယ်တိုင်လည်းပဲပွားတဲ့အချိန်မှာပွားခြင်းတရားအားထုတ်တဲ့အချိန်မှာတရားအားထုတ်ခြင်းဒါနပြုတဲ့အချိန်မှာဒါနပြုခြင်းသီလစောင့်တဲ့အချိန်မှာသီလစောင့်ခြင်းဆိုတဲ့အလုပ်တွေကလွယ်ကောင်းတဲ့အရာတွေမဟုတ်ဘူးလွယ်ခဲ့သည်ရှိတော့တစ်ချိန်မှာနောင်တရတယ်အဲ့ဒီနောင်တသည်လည်းပဲပူလောင်စေတဲ့တရားသာဖြစ်တယ်လောကမှာသစ္စာဆိုတာကလည်းဘုရားရှင်ဟောသောသစ္စာလေးပါးတရားသာအမှန်တရားဖြစ်ပေမဲ့လောကီလူသားတို့ရဲ့ယဉ်ထဲမှာကင်းအောင်တဲ့မှန်ကန်ခြင်းဆိုတဲ့သစ္စာတရားကတော့အမြဲတမ်းပြောင်းလဲဖောက်ပြန်နေတတ်တာပါပဲကိုယ့်ဘက်ကကောင်းလဲသူ့ဘက်ကကောင်းချင်မှကောင်းမယ်ကိုချစ်လဲသူပြန်ချစ်ချင်မှချစ်မယ်ကိုသစ္စာထားလဲသူသစ္စာရှိချင်မှရှိမယ်အဲ့ဒီလိုမတူညီတဲ့ဆက်ဆံရေးတွေကြားထဲမှာပဲရှင်သန်နေကြရတာစိတ်ပြတ်နေလို့လည်းမရဘူးဒါပေမဲ့လည်းပဲအကောင်းကိုလိုလားတတ်တဲ့လူသားတို့ရဲ့သဘာဝအရာကိုယ့်အပေါ်တော့သစ္စာရှိစေခြင်းကြတာကြီးပဲကိုယ့်အပေါ်မှာမှန်ကန်တဲ့သူမျိုးကိုရကျင်ကြတာကြီးပဲရုပ်စွာအဆုံးကိုယ်သားသမီးကိုမိသားစုကအစကိုယ့်အပေါ်မှာအမှန်အတိုင်းဆက်ဆံစေခြင်းတဲ့စိတ်ရင်းအတိုင်းဆက်ဆံစေခြင်းတဲ့မေတ္တာစိတ်နဲ့ဆက်ဆံစေခြင်းတဲ့ဒီလောက်ကလေးတော့ရသင့်ပါတယ်ဒီလောက်ကလေးတော့ရရင်ကောင်းမှာပဲဆိုတဲ့စိတ်ကလေးနဲ့လူသားတိုင်းဟာအသက်ရှင်ကြတယ်သို့တော်လည်းမရရှာကြဘူးကိုယ်ဘလောက်ပဲသစ္စာထားကိုယ်ဘလောက်ပဲအနစ်နာခံလောကမှာကလည်းအဲ့ဒီလိုအနစ်နာခံပါပြီဆိုတဲ့သူမျိုးမှနင်းတဲ့သူကပေါ်တာအဲ့ဒီလိုမျိုးသစ္စာထားပေးပါပြီလို့ဆိုတဲ့သူမှသစ္စာဖောက်ခံရတာဘယ်လိုကြောင့်လဲလို့ပြောလို့မရပါပဲအကောင်းရှိရင်အဆိုးရှိတာဓမ္မတာဆိုတဲ့လောကီသဘာဝကိုသာလက်ခံထားရတာကိုယ်နဲ့ပတ်သက်တဲ့သူကသစ္စာမရှိတာကိုတခါတလေကြလူတွေဒီမသိလို့မဟုတ်ဘူးသိနေကြတယ်ကိုလိုချင်တာကတရားရာဂိုင်းလုံးကိုယ့်ဘောမှာသစ္စာရှိမဲ့သူသို့တော့အဲ့ဒီတရားရာဂိုင်းလုံးသစ္စာရှိမဲ့သူကိုမရတတ်ကြဘူးမရတော့လည်းရှိတာနဲ့ပဲအစဉ်ပြေအောင်ဆက်ပြီးတော့သွားနေရတာဆယ်ခွေတစ်ခွေကိုယ့်ဘောမှာသစ္စာရှိရင်ပဲတော်လာပြီဆယ်ကတခါကိုယ့်ဘောမှာကောင်းရင်ပဲတော်လာပြီဆိုတဲ့စိတ်မျိုးနဲ့ကိုသာနှစ်သိမ့်ပြီးတော့သွားကြရတဲ့သူတွေပြောင်းလဲပေါက်ပြန်တတ်တဲ့လောကကြီးမှာကိုတောင့်တတိုင်းမဖြစ်တာဆိုတော့ကိုသာနှစ်သိမ့်နေကြရတယ်ဒါတော့အတူရှင်တွဲပြီးနေတယ်ဆိုပေမဲ့ကိုယ့်ဘဝမှာကောင်းနေလွန်းလို့လည်းမဟုတ်ဘူးကိုယ့်ဘဝမှာသစ္စာတွေရှိနေလွန်းလို့လည်းမဟုတ်ဘူးကိုယ့်ဘဝမှာတိတ်တန့်နေလွန်းလို့လည်းမဟုတ်ဘူးလူဆိုတာတယောက်တည်းနေလို့မရလို့သာတယောက်တည်းလုပ်လို့မရတဲ့ကိစ္စတွေလည်းရှိနေတဲ့အတွက်ကြောင့်မလို့သာကြံတော်သူတွေနဲ့ပေါင်းသင်းဆက်ဆံကြရတာတူတဲ့နေလို့မရတဲ့တတ္တဝါတွေမှာလူလဲပါတယ်ကိုယ်အိမ်မှုကိစ္စကအစကိုတယောက်တည်းနဲ့ဖန်တီးပြီးတော့ပြီးသွားတဲ့ကိစ္စဆိုတာအရာတိုင်းမဟုတ်တဲ့အတွက်တချို့ကိစ္စတွေမှာသူတစ်ပါးပေါ်မှာမိခိုမှဖြစ်တာဒါကြောင့်ပြောခဲ့တဲ့အတိုင်းဆယ်ခွေတစ်ခွေလေးကောင်းရင်လဲတော်ပါပြီဆယ်ခွေတစ်ခွေလေးသစ္စာရှိရင်ပဲတော်လာပါပြီလို့
မကောင်းတာတွေကြားတဲ့ကနေကောင်းနိုင်တဲ့လောက်ကလေးကိုပဲတီးခံပြီးတော့ပေါင်းဖက်ရှင်တွဲပြီးတော့သွားကြရတာအဲ့တော့ဒီသစ္စာရှိပါစေလို့တောင်းတမှုကိုနောင်ကြတော့ကြာလာတော့လောကကိုနားလာတဲ့အခါနားလဲလာတဲ့အခါကျတော့မတောင်းတတော့ဘူးသူသစ္စာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကိုလျှောက်ရမယ့်လမ်းကကိုလမ်းကိုသာကိုလျှောက်ပြီးတော့ကိုရည်ရွယ်ထားတဲ့အတိုင်းရောက်နိုင်သလောက်ဒီတက်နဲ့လော်လို့ရရင်ဒီတက်နဲ့သွားမယ်ဟိုတက်နဲ့လော်လို့ရရင်ဟိုတက်နဲ့သွားမယ်အဲ့ဒီလိုသွားတယ်ဆိုလို့ကိုဘက်ကလည်းသစ္စာမဲ့လာတာကိုပြောတာမဟုတ်ဘူးလောကမှာသွားရမယ့်လမ်းတွေတက်တစ်ချောင်းတည်းနဲ့သွားရတဲ့လမ်းမျိုးတွေမဟုတ်တဲ့အခါလမ်းတစ်ချောင်းတည်းနဲ့သွားရတဲ့ဘဝခရီးမဟုတ်တဲ့အခါအမျိုးမျိုးပြောင်းလဲပြီးတော့သွားတက်ရတယ်အဲ့တော့ကိုပြောင်းလဲတတ်တဲ့လောကထဲမှာအစဉ်ပြေအောင်ညှိနှိုင်းပြီးသွားတတ်ဖို့ကိုလေ့ကျင့်ယူရတယ်အဲ့ဒီပြောင်းလဲဖောက်ပြန်တတ်တဲ့လောကထဲမှာပဲကိုယ့်အတွက်အတတ်နိုင်ဆုံးလမ်းဖြောင်းရောက်လို့ရအောင်လို့ကိုညံကိုသုံးပြီးတော့ဆက်လျှောက်ကြရတာအဲ့တော့ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေပေါင်းတဲ့အချိန်ပေါင်းထားရမှာပဲသစ္စာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒီနေ့တစ်ချိန်တော့အသုံးတဲ့တာပဲဆိုတဲ့အရာလေးတွေရှိရင်ကိုယ်စိတ်ကိုလျှော့ချပြီးတော့သွားနေကြရတာပဲအဲ့တော့တစ်ချက်မကောင်းတာနဲ့ကိုလိုချင်တဲ့တရားရာဂိုင်လုံးမရတာနဲ့စိတ်တွေပေါက်ကွဲနေရမယ်ဆိုလို့ရှိရင်တစ်သလုံးပေါက်ကွဲနေရတာနဲ့ပြီးတော့မှမဟုတ်ဘူးအဲ့တော့ကိုခရီးလဲလိုရာခရီးကိုရောက်နိုင်ရအောင်ကိုမှလည်းပဲစိတ်ဆင်းရဲမှုတွေကိုသာထက်ကရနေရတာမျိုးမဖြစ်ရအောင်နေတတ်အောင်စိတ်ကိုညှိယူပြီးတော့သွားရတယ်လောကထဲမှာကိုယ့်ဘာသာကိုအဆင်ပြေနေအောင်ကိုတယောက်တည်းပြည့်စုံနေတဲ့သဘောမျိုးဖြစ်အောင်လေ့ကျင့်ယူရတယ်တရားမိခိုးရပါတယ်တရားကိုအားကိုးရပါတယ်ပြောင်းလဲတတ်တဲ့လောကမလို့ပြောင်းလဲနေတာပဲဖောက်ပြန်တတ်တဲ့လောကမလို့ဖောက်ပြန်နေတာပဲလို့နှလုံးသွင်းလိုက်ရင်အဆင်ပြေသွားတယ်စိတ်ဖိစီးရတဲ့အကြောင်းရင်းတွေကတော့လူမှုရေးစီးပွားရေးပညာရေးနိုင်ငံရေးအများကြီးပဲအရာရာအဆင်ပြေနေမယ်ဆိုရင်စိတ်ဖိစီးမှုမရှိဘူးအရာရာအဆင်မပြေတွေဖြစ်လာပြီဆိုရင်တော့စိတ်ကမဖိစီးပါနဲ့လို့ပြောလို့ကိုမရဘူးဖိစီးမှာပဲဘာကြောင့်ဖိစီးလဲဆိုတော့လောလောဆယ်ပြစ္ဆုတ်ပံအနေထားကိုစဉ်းစားပြီးတော့စိုးရင်မယ်အနာဂတ်ဘာဖြစ်လာအောင်မလဲစဉ်းစားပြီးတော့စိုးရင်မယ်လူဆိုတာစိုးရင်တတ်တယ်အဲ့တော့စိုးရင်တတ်တာကနေပြီးတော့ထိတ်လန့်မှုရှိမယ်ဘာလို့ထိတ်လန့်တာလဲရှေ့လျှောက်ဒီလိုပဲအစဉ်ပြေစွာသွားနိုင်ပါတော့မလားအရင်ကအစဉ်ပြေနေခဲ့တာမျိုးပျော်ရွှင်နေခဲ့တာမျိုးတွေနေနိုင်ပါတော့မလားစသဖြင့်အဲ့ဒီလိုစိုးရင်ကြတာကိုယ့်ရဲ့စီဝါရေးပိုင်းဆိုင်ရာနဲ့ဆိုလို့ရှိရင်လည်းအစဉ်ပြေရှိပါဦးမလားစသဖြင့်အဲ့ဒီလိုမျိုးတွေဖြစ်တတ်တယ်ဒီတော့စိတ်ဖိစီးလာတယ်မနိုင်ဝန်ထမ်းရတဲ့အခါမှာလည်းစိတ်ဖိစီးလာတယ်ဒီလိုစိတ်ဖိစီးလာပြီးဆိုလို့ရှိရင်ဖြစ်တတ်တဲ့သဘောလို့ပြောပေမဲ့လို့သူကမကောင်းတဲ့လက္ခဏာပဲစိတ်ဖိစီးနေတဲ့သူတယောက်ဟာပတ်ဝန်းကျင်ကိုတုံ့ပြန်ပုံနောက်ကိစ္စတွေကိုချင်းကပ်ပုံအဲ့ဒါတွေဟာကမောက်ကမတွေဖြစ်လာတတ်တယ်ပတ်ဝန်းကျင်ကိုတုံ့ပြန်တဲ့နေရာမှာလည်းအဆိုးသဘောတွေနဲ့တုံ့ပြန်လာတတ်တယ်နောက်လောကကိုချင်းကပ်တဲ့အချိန်မှာလည်းအဆိုးဘက်ကနေကြည့်ပြီးတော့ပဲချင်းကပ်တတ်တယ်ဒီတော့ကောင်းကျိုးနဲ့ဆိုးကျိုးကပုံများလာတယ်ဒီတော့ကိုဘာလုပ်ရမလဲဆိုတော့အဲ့ဒီစိတ်ဖိစီးစေတဲ့အကြောင်းတရားတွေကိုလက်တွေ့ကြကြပြန်ပြီးတော့သုံးသပ်ဖို့လိုတယ်ဘာကြောင့်အခုစိတ်ဖိစီးနေတာလဲပေါ့စိတ်ကအရန်ထူးဆန်းတယ်အခုစိတ်ဖိစီးနေတာကလည်းအခုထပြောရင်ပြောလို့ရတာစိတ်မှာအဲ့ဒီအစွမ်းရှိတယ်ဒါကြောင့်မလို့စိတ်တအားဖိစီးနေတဲ့အရာကိုအာယုံပြောင်းပြစ်ဖို့ကြိုးစားရတယ်လောလောဆယ်ဖြစ်နေတဲ့အနေအထားကမလုတ်တာမလူးတာအနေအထားမျိုးဆိုအာယုံပြောင်းလို့မရဘူးဒါလည်းမှန်တယ်မှန်ပေမဲ့ရွေးစရာမရှိရင်ဘယ်လိုလုပ်မလဲအဲ့စိတ်ဖိစီးမှုထဲမှာပဲကြောင်ပိတ်ခံမလားဆိုတာထပ်ပြီးတော့မေးရမယ်မေးခွန်းအဲ့လိုအကြက်ရိုက်သွားတဲ့စိတ်ဖိစီးမှုမျိုးတွေအလုံများတဲ့အချိန်တွေမှာလည်းဖြစ်တယ်ဒါဘုန်းကြီးတို့ကိုယ်တိုင်ဖြစ်တယ်အလုံများသွားတဲ့အခါမှာတကန့်စီစဉ်းစားရတယ်တစ်ခုစီပဲအာယုံစိုက်တယ်တစ်ချိန်တည်းမှာအများကြီးကိုအာယုံမစိုက်ဘူးတစ်ချိန်မှာအလုပ်တစ်ခုကိုပဲအာယုံစိုက်လိုက်တယ်အဲ့တော့
ကိုစိတ်ပစ္စည်းမှုတတ်တာသွားတယ်နောက်ဂုံတော်လေးကိုတောက်လျှောက်ပွားနေတာဘလောက်အလုပ်များများဂုံတော်လေးတောက်လျှောက်ပွားနေခြင်းအပြင်စိတ်ကငြိမ်နေတယ်အပြင်ကစီစဉ်စရာကိစ္စကများတယ်ဒါပေမဲ့ကိုဂုံတော်ပွားနေတယ်တတိမလွတ်ဘူးတတိမလွတ်တဲ့အတွက်ကြောင့်ပြန်ပြီးတော့တည်ငြိမ်မှုကိုပြန်ရတယ်နောက်ကိုဖြစ်တည်မှုကိုဘဝဒီအနေထားလေးနဲ့ပျော်အောင်နေဖို့ကြိုးစားရတယ်ကိုအနာမှာဘယ်သူရှိတယ်လဲရှိတဲ့သူနဲ့စကားပြောတင်ပြောရမယ်ဆွေးနွေးတင်ဆွေးနွေးမယ်အဓိကအပြင်မကောင်းတဲ့ကိစ္စတွေကိုထည့်မဆွေးနွေးကြဘဲနဲ့စိတ်သက်သာရစေမယ့်ကိစ္စတွေပြောခဲ့ဘူးသောကိစ္စများစသဖြင့်ဒါတွေကိုပြန်ပြောခြင်းဆွေးနွေးခြင်းသို့မဟုတ်လက်တလုံးမှာကိုတတ်တာနေနိုင်တဲ့နေလန်းလေးတွေကိုရှာဖွေစဉ်းစားပြီးတော့နေထိုင်လိုက်ကြတာမျိုးအဲ့လိုစကားမျိုးတွေပြောရတယ်အပြေရှာတာပေါ့ဒါတော့အပြေရှာပြီးတော့ကိုယ်အရင်ဒီဆုံးလူနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့ရှေ့ဘယ်လိုသွားမလဲနောက်စီယုံလို့ရမယ်ဆိုရင်ကိုယ်သားသမီးကိုယ်တပည့်တပန်းစသည်တို့နဲ့ကိုယ်စီယုံနိုင်စွမ်းကောင်းမယ်ဆိုရင်ပြဿနာတွေခဏမေ့ထားပြီးတော့တို့ပျော်ပျော်လေးနေလို့ရအောင်ကြိုးစားကြရအောင်ဒီပြဿနာကိုပျော်ပျော်ပါးပါးလေးနဲ့ပဲကြော်ဖြတ်လို့ရအောင်တို့တွေစီစီလုံးလုံးနေရင်းနဲ့ချစ်ချစ်ခင်ခင်နေရင်းနဲ့ကြော်ဖြတ်ကြရအောင်ဆိုပြီးတော့အဲ့ဒီစီယုံစွမ်းရည်ကလည်းစိတ်ပီစီမှုကိုရောသွားစေတယ်အဲ့တော့တယောက်တည်းသီးသန့်နေရင်တော့ပို့ပြီးတော့မှောင်ပို့ပြီးတော့မိုက်အဲ့လိုအမောင်အမိုက်ထဲမှာပို့နစ်သွားတတ်တယ်ထွက်ပေါက်မရှိဖြစ်သွားတတ်တယ်အဲ့တော့ကိုတခုခုစိတ်ကြသွားပြီဆိုအဲ့ဒီကနေချက်ချင်းပြန်ပြီးတော့ထနိုင်တဲ့စွမ်းရည်ရှိအောင်လေ့ကျင့်ပြထောင်းရမယ်ဘလောက်စိတ်ညစ်စရာဖြစ်ဖြစ်စိတ်ညစ်စရာဆိုတာဒါတဘာဝပဲဥစ္စာအဲ့တော့အကြာကြီးစိတ်ညစ်မနေနဲ့ဆိုကိုပြန်ပြီးအာယုံပြောင်းယူပလိုက်တာအာယုံပြောင်းယူပလိုက်ပြီးတော့စိတ်သက်သာစေသောစိတ်ကိုအေးချမ်းစေသောအရာဘက်ကိုအာယုံပြောင်းယူလိုက်တာဒါလည်းပဲပြင်းလို့မရဘူးရအောင်ပြောင်းယူပလိုက်ချက်ချင်းသက်သာသွားတာစိတ်မှာအဲ့လိုစွမ်းအားရှိတယ်ဒီတော့စိတ်ဖိစီးချိန်ရောက်လာပြီဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ရောစိတ်ကိုကြမ်းကြမ်းမာမာနဲ့ဖြစ်နေအောင်လည်းဂရုစိုက်စိတ်ကြမ်းမာမှုဖြစ်နေအောင်လောဘတွေဒေါသတွေစိတ်ညစ်တာတွေစိတ်ပြတ်တာတွေအဲ့ဒါတွေမဝင်အောင်သတိထားကြိုးစားအေးချမ်းစေတဲ့အာယုံကိုယူထားခန္ဓာကိုယ်အားဖြင့်လည်းသွေးလေလက်ပတ်မှုကောင်းနေအောင်ကျန်းမာတန်ဆွမ်းနေအောင်အချိန်ယူပြီးတော့လေ့ကျင့်ခန်းလုပ်စသည်ဖြင့်အဲ့ဒီလိုနေခြင်းအပြင်စိတ်ဖိစီးခြင်းကိုရင်ဆိုင်နိုင်တယ်ကြော်ဖြတ်နိုင်တယ်အခက်အခဲတွေများလာရင်တော့လူတိုင်းဟာစိတ်မွန်းကြက်မှုဆိုလဲအဆင့်တစ်ဆင့်ကိုရောက်လာကြတယ်အဲ့ဒီအဆင့်ကနေကြော်ဖြတ်နိုင်ဖို့ဆိုတာကတော့ခက်ခဲသောအလုပ်သို့တော်လည်းကြော်ဖြတ်နိုင်အောင်ကြော်ဖြတ်သွားတဲ့သူတွေရှိနေကြတယ်လူတိုင်းကတော့အဆင်ပြေစွာနဲ့ဘဝကိုရှောက်လန်းချင်ကြတာဒါလူတိုင်းရဲ့အိမ်မက်စိတ်ကူးပဲစားချင်တာစားနိုင်အောင်ဝတ်ချင်တာဝတ်နိုင်အောင်လိုချင်တဲ့ပညာရေးစီးပူးနိုင်အောင်လိုချင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်အောင်ရောက်ချင်တဲ့အဆင့်အတန်းလေးရောက်နိုင်အောင်နောက်ဆုံးမှာအေးချမ်းတည်ငြိမ်တဲ့ဘဝလေးပိုင်ဆိုင်ပြီးကိုနေချင်တဲ့သူတွေနဲ့အတူနေထိုင်ရင်းနဲ့ဘဝတစ်ခုအဆုံးသတ်နိုင်အောင်စတဲ့အိမ်မက်တွေကိုမှတ်ကြတာပဲသို့တော်လည်းပဲလက်တွေ့ဘဝဆိုတာကစားကြံတာစားနိုင်အောင်ကိုကအတော်ပြန်မှန်းတယ်လိုချင်တဲ့ပညာရေးဆိုတာကလည်းပို့ပြီးတော့ဝေးကွာနေပြန်ရောအေးချမ်းတည်ငြိမ်တဲ့ဘဝလေးဆိုတာကလည်းပို့ပြီးတော့နက်နဲသွားသလိုပဲကိုနေချင်တဲ့သူနဲ့အတူနေမယ်ဆိုတာကြပြန်တော့လဲကိုလှည့်စားနေသလိုပဲလက်တွေ့ဘဝထဲမှာအစားတစ်လုပ်အတွက်ကြောဖြတ်ရတာတွေအများကြီးပဲလိုရပံပိုးပေးနေသူတွေနဲ့ဝန်းရံနေရသူတွေအတွက်ကတော့ဘာမှမပြောပါတော့ပေမဲ့အခြေခံလူတန်းစားအတွက်ကတော့ထမင်းကိုအသက်အရှက်သွေးချွေစတာတွေနဲ့လဲလှယ်နေရသလိုပဲပညာရေးဆိုတာကလည်းချောင်းမပြေတဲ့ဘဝတွေကအများသားပဲပြင်ပအသက်မွေးဝမ်းကြောင်းပညာရေးတွေဆိုတာကလည်းသင်တန်းကြီးကမနေမနှောဒါတော့မှကိုနေတဲ့အရက်မှာရှိအောင်မှအေဂျင့်တည်ငြိမ်ဖို့ဆိုတာကြပြန်တော့အဆအဆမပြည့်စုံနေတဲ့ဘဝမှာဘယ်လိုအေဂျင့်ရမှန်းကိုမသိတဲ့အခြေအနေကိုအတူနေခြင်းတဲ့သူဆိုတာကလည်းလောကရန်ကထောင်းလွန်ထူလွန်တဲ့အခါကျတော့ဘယ်သူကိုယုံမှန်းမသိဘယ်သူကကိုလူမှန်းမသိအနားမှာရှိတဲ့သူက
ဘယ်တော့ပြောင်းလဲဖောက်ပြန်ထွက်သွားမလဲမသိဘာမှကိုမရေရာမသေးချတဲ့ဘဝတွေအများကြီးပဲဒီအချက်တွေနဲ့အကုန်လုံးမဟုတ်ရင်တော့မှတခုခုကိုရင်ဆိုင်ကြောဖြတ်နေရတဲ့သူတွေဆိုရင်စိတ်တွေမွန်းကျက်နေကြတာပဲအရာရာမျက်နှာငယ်လာရရင်အားငယ်လာပြီးတော့ဝမ်းနေတာတွေမျက်ရည်ကျရတာတွေကြုံနေရပြီရှာလို့ရထားတဲ့ဥစ္စာလေးကိုအကြောင်းတစ်မျိုးမျိုးနဲ့ကုံသွားပြီဆိုရင်ရင်ထဲမှာပူးလောင်နေတာသူရှာခဲ့ရတာသူပဲသိတာကိုဒီလောက်ပမာဏဆိုရင်ဘယ်လောက်ကြာပြန်ရှာရမယ်ဆိုတာကိုတွေးပြီးတော့ပူလောင်နေတာတပ်ပြင်းမောတွေရှိုက်ထုတ်ပြီးတော့မောနေရပြီနေစရာအပိုင်မရှိတဲ့ဘဝတွေဆိုပို့ပြီးတော့အပူကြီးတယ်ရှာမလောက်ရမလောက်ဖြစ်နေတဲ့ဘဝတွေဆိုပိုဆိုးတယ်ဒီတော့မောလာတယ်မောနာမှရင်ထဲမှာစုတ်ကြက်ပြီးတော့ကိုနေတတ်တယ်အသက်ရှူမဝသလိုကြီးခံစားရတတ်တယ်နောက်ဆုံးသေခြင်းစိတ်တွေပေါက်လာတယ်ဆက်ပြီးတော့အသက်မရှင်ကြတော့အသက်ရှင်နေရတာကိုကဘာမှအတိတ်ပဲမရှိသလိုခံစားလာရတယ်အစင်မပြေပါဘူးဆိုကမှတပူပေါ်နှစ်ပူစင်းတဲ့ကိစ္စတွေကလည်းကြုံရပြန်တယ်ဒီကြားထဲမှာလူမှုရေးဖောက်ပြန်မှုတွေရှိနေရင်ပိုပြီးတော့စိတ်ဆင်းရဲတယ်ငရဲကြနေသလိုကိုဖြစ်နေတာဒါတွေကအောက်ဆုံးထိကိုယ်တိုင်ရောက်ဘူးမှဒါမှမဟုတ်ဆင်းပြီးတော့လေးလာကြည့်မှသိနိုင်နားလည်နိုင်တဲ့အရာတွေကိုမကြုံရတိုင်းဒီလောက်မဆိုးပါဘူးလို့ပြောမဲ့သူကမရှားသားပဲဒီတော့ဒီအခြေအနေတွေတဲကနေရုံထွက်နိုင်တဲ့သူတွေရှိလားဆိုတော့ရှိတာပေါ့ဘဝကိုပေါက်တဲ့နဘူးမထူးဘူးဝက်ဖြစ်မှတော့မစင်ကြောက်နေလို့မရဘူးစတဲ့စကားတွေနဲ့အားတင်းပြီးရုံရတာပဲလဲလိုက်ထားလိုက်လဲလိုက်ထားလိုက်နဲ့ဘယ်နှခါလဲလို့ဘယ်နှခါပြန်ထားမိမှန်းတော့မသိတော့အဲ့ဒီလောက်ကိုနောက်ပိုင်းအရေးထူလာတာဒီတော့ငါလဲရင်ဘယ်သူမှထူမှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ပြန်ယုံတာမှားမှလည်းမကြောက်တော့ဘူးမှားရင်ပြန်ပြင်မှာပဲအဲ့ဒီလိုနဲ့အမကနဲလာတယ်စိတ်ဓာတ်ကလည်းမပြောတော့ဘူးတန်ရောစဉ်တွေကျင်နာတာတွေအဲ့ဒီအရာတွေနဲ့ခြေလန့်အယိုင်မခံတော့ရှေ့တွေးပူလိုက်နောက်တွေးပူလိုက်နဲ့လည်းမလောင်တော့လက်ရှိမှာလက်ရှိအတိုင်းပဲနေတယ်အတွေးတွေနဲ့လည်းစိတ်အရှုပ်မခံတော့ဘူးဒီတော့ပေါ့ပါသွားတယ်အဲ့ဒီလိုပေါ့ပါတဲ့အဆင့်ရောက်အောင်အရင်စူးစမ်းလိုက်ရတယ်မလိုတာတွေမတွေးဘူးအရေးအကြီးဆုံးကိုပဲသူတွေးမယ်လက်ရှိကိုတည်တည်ချာချာကြည့်လိုက်ပြီးတော့စိတ်နဲ့မွန်းကြက်လာတိုင်းမလိုတာတွေကိုဝန်တုပ်တွေကိုရှော့ချပစ်လိုက်တယ်မတွေးတော့ဘူးအဲ့တော့သူ့လက်ရှိမှာအခုဘာရှိလဲအခုဘာလုပ်နိုင်လဲအခုဘယ်သူနဲ့တွေ့နိုင်လဲအခုဘယ်သူကကိုညင်နိုင်တာလဲဒီလိုလက်တွေ့ကြတဲ့အရာတွေကိုခေါင်းအေးအေးနဲ့တွေးတယ်စဉ်းစားတယ်တွေးတယ်ဆိုပေမဲ့အပူနဲ့တွေးတာမဟုတ်ဘူးလက်ရှိသူ့ဘဝအခြေအနေကိုအမှန်တိုင်းမြင်အောင်သုံးသပ်ဆင်ခြင်တာမျိုးအခုကို့မှာရှိတဲ့ခွန်အားကိုသူ့ဘာသာသူသုံးသပ်ကြည့်အောင်ပဲမလုံနိုင်ခဲ့လို့ဒီလိုဖြစ်ရတာအခုမလုံနိုင်ရင်နောက်တော့ဘယ်လိုဖြစ်မှာပဲလို့မတွေးတော့မပူတော့လက်ရှိမှာပဲနေပြီးတော့ရရင်လုံမယ်မရရင်မလုပ်ဘူးဘာမှအရှုံးမရှိဘူးဆိုတဲ့စိတ်နဲ့တွေးတာအဲ့တော့သွားနိုင်တဲ့နေရာကိုသွားကြည့်တယ်တွေ့နိုင်တဲ့သူကိုတွေ့ကြည့်တယ်တခုခုတော့ထူးခြားသွားတာပဲအဲ့တော့ကိုယ့်ဘဝအခြေမကျခင်ဒါမှမဟုတ်မတည်ငြိမ်ခင်မှာအခြေကျဖို့တည်ငြိမ်ဖို့အရင်စ조사ရတယ်ပြီးတော့မှတတိကြီးကြီးနဲ့နောက်ထပ်မရိုင်လဲအောင်စ조사ရင်ဘာသာရေးပါတွဲလှုပ်လာနိုင်တယ်စိတ်ကပို့ပြီးတော့တည်ငြိမ်လာတယ်ဘာသာရေးကြောင့်စိတ်ခွန်အားကိုတည်ငြိမ်မှုကနေရလာတယ်အဲ့တော့တသက်လုံးတော့လေအကောင်းတွေပဲကြုံမှာမဟုတ်ဘူးဘယ်သူမဆိုပဲအနာခံတဲ့နေရာအနာခံနေရင်လည်းပဲကိုယ့်အချင်းကိုစောင့်နေရတာဇွဲမလျှော့သေးရတော့အသက်ရှူရတော့ဝလာတာပဲအာမလျှော့ဘဲနဲ့ဆက်ရှောင်နေတဲ့မြအခွင့်အရေးဆိုတာရှိနေတာပဲဒီတော့စိတ်မွန်းကြက်လာပြီဆိုအသက်ဝရှူလိုက်ဘာမှမတွေးဘဲနဲ့အကုန်ခါချပလိုက်ဝန်တုပ်တွေအကုန်ဖြီချပလိုက်ခါချပလိုက်ပြီးတော့ခုနပြောသလိုလက်ရှိကိုဘာလုံနိုင်သလဲဆိုတာကိုလက်တွေ့ကြကြတွေးပြီးတော့လုံနိုင်တာကစလုံသွားပြီးတော့ပေါ့ပေါ့ပါပါရှင်းသန်သွားမယ်အဲ့တော့ပေါက်တဲ့နှစ်ပူမထူဘူးဆိုတဲ့စိတ်ပဲတုံးတိုက်တိုက်ကြားကကိုက်ဆိုတဲ့စိတ်ပဲအောင်မြင်သွားတာပဲအဆင်ပြေသွားတာပဲချမ်းသာသွားမယ်လို့ပြောတာမဟုတ်ဘူးလက်ရှိမွန်းကျက်မှုကနေလွတ်မြောက်သွားတာအဲ့တော့အမှန်တိုင်းအရှိတိုင်းပြန်ကြည့်လိုက်ရင်
မုန်းချက်မှုကနေလွတ်မြောက်သွားမယ်မလိုတဲ့အပူတွေပကုံးပေါ်တင်မထားနဲ့အဲဆိုအဆင်ပြေသွားပါလိမ့်မယ်ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့ဘဝကိုလက်တွေ့ကြကြရှောက်လန်းရင်းဖြင့်တရားနယ်လဲရှင်ပြီးတော့အေးချမ်းနိုင်ပါစေလို့ဆုတောင်းပေးတယ်အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ